ဦးလေးကြီးကိုတီလာရှင်မလေးကအရန်လာတာပဲဘာလို့ဘုန်းကြီးကျောင်းမှာရှိနေရတာလဲအေးလေသွားပြီးချစ်ခင်ရအောင်ကွာဤနေရာတွင်ပုံမြင်ပြောသူကစကားဆက်ထားသည်2019ခုနှစ်ဆောင်းဦးရာသီရှမ်းပြည်နယ်အရှေ့ပိုင်းတောင်တန်းများကြားရှိနှစ်ပေါင်းများစွာသက်တမ်းရှိသောကြိုက်ထီးရိုးစီရီတော်သို့မဟုတ်ဖုံးတော်ကြီးကျောင်းသို့စီးပွားရေးအောင်မြင်မှုအတွက်ဆုတောင်းရန်ရောက်လာသည့်ဂိုင်းကောင်းဆောင်9ဦးတို့သည်ဖျားဝတ်ပြုဆောင်ရှိ၌တီးတိုးပြောဆိုနေကြသည်သူတို့၏အကြည့်များသည်အသက်30ကျော်ခန့်ရှိလှပသောအမျိုးသမီးတဦးကိုဦးတည်နေသည်သူမသည်စိတ်ငြိမ်သက်စွာဖြင့်မြေပြင်ကိုတမျက်စီးလှဲနေသည်သူမ၏ဘွဲတော်မှာဓမ္မစာရီဖြစ်သည်အရက်165စင်တီမီတာသွယ်ရသောကိုခန္ဓာကြည်လင်နှဆိုင်သောမျက်လုံးများပိုင်ရှင်သူမသည်ဤကျောင်းသို့ရောက်လာသည်မှာနှစ်ခန့်ရှိပြီဖြစ်သည်တီလာရှင်များကြားတွင်အထူးလှပသူအဖြစ်ကြော်ကြားသူဖြစ်သည်သို့သောထိုလှပသောအသွင်အပြင်နှင့်မတူဘဲသူမ၏မျက်ဝန်းနက်တွင်အေးဆက်သောအရာတစ်ခုပုန်းကွယ်နေသည်တီလာရှင်မလေးခဏလေးအဖွဲ့၏ဒုတိယခေါင်းဆောင်ဦးကျော်စိုးသည်ချဉ်ကပ်လာသည်ဓမ္မစာရီသည်တမျက်စီးကိုကင်ထားရင်းသူတို့ကိုကြည့်လိုက်သည်ဘာများကူညီပေးရမလဲသူမ၏အတန်သည်ငြိမ်သက်ပြီးတိမ်မွေ့သည်သို့သောဦးကျော်စိုးသည်ထိုအတန်တွင်ထူးဆန်းသောအရာတစ်ခုကိုသတိထားမိသည်အလွန်တည်ငြိမ်လွန်းနေသည်တီလာရှင်မလေးလိုလူမျိုးကဘာလို့ဒီလိုနေရာမှာရှိနေရတာလဲအပြင်ထွက်ရင်ဘလောက်တောင်ယောက်ျားတွေကတော်လောက်ပါပြီဦးကျော်စိုးစကားကိုတိုးတိုးပြက်ပြက်ရက်လိုက်သည်သို့သောဂိုင်းသားများကထိုလှပသောတီလာရှင်ကိုစိတ်ဝင်စားနေကြပြီ။အော်စိတ်တက်ကလည်းခက်ထန်သားပဲအဲ့ဒါကလည်းဆွဲဆောင်မှုရှိတာပေါ့။အခြားအဖွဲ့ဝင်များလည်းတယောက်ပြီးတယောက်ချင်းကပ်လာကြပြီးစုစုပေါင်း9ယောက်သည်သူမကိုဝိုင်းရံထားသည်ဖျားဝတ်ပြုဆောင်ရှိကျေပြန့်သောမြေပြင်တွင်အခြားတီလာရှင်များအားလုံးတရားပွဲပြင်ဆင်ရန်ဝတ်ပြုဆောင်အတွင်းရောက်နေကြသည်မည်သူမျှမရှိပေ။တီလာရှင်မလေးကျွန်တော်တို့နဲ့အတူလက်ဖက်ရည်သွားတောက်ရအောင်လား။ကျောင်းပြင်မှာကောင်းတဲ့လက်ဖက်ရည်ဆိုင်ရှိတယ်။ထိုစဉ်မှာပင်ဓမ္မစာရီသည်တမျက်စီးကိုဖြည်းဖြည်းချင်းချလိုက်ပြီးပြောလိုက်သည်နောက်ဆုံးသတိပေးတာပါဆူတောင်းပြီးပြီဆိုရင်ပြန်ကြပါတော့။ထိုခိုက်တန့်တွင်လေးထုပြောင်းလဲသွားပြီးကြောက်မက်ဖွယ်စွမ်းရည်တစ်ခုစီးဆင်းလာသည်သို့သောဂိုင်းသားများကသတိမထားမိကြပေ။ဦးကျော်စိုးသည်တလန်းထပ်တိုးလာသည်သတိပေးတာချစ်ခင်လို့ဆက်ဆံတာကိုနာခံရမယ်ပေါ့ရေစရာကောင်းလိုက်တာတကယ်ရေစရာပဲထိုစဉ်ဓမ္မစာရီမျက်လုံးအစုံပြောင်းလဲသွားသည်နူးညံ့သောမျက်ဝန်းများသည်ချက်ချင်းပင်ရေခဲပမာအေးဆက်သွားသည်အခြားလူတစ်ယောက်ဖြစ်သွားတဲ့ကဲ့သို့ပင်နောင်တရလိမ့်မယ်နောင်တရတာဘသူကိုနောင်တရစေမှလဲဦးကျော်စိုးသည်လက်ကိုဆန့်ထုတ်၍သူမ၏ပခုံးကိုလှမ်းကင်ရန်ကြိုးစားလိုက်သည်ထိုစဉ်မှာပင်လျှက်စီးပမာမြန်ဆန်သောအရာတစ်ခုဖြစ်ပျက်သွားသည်ဦးကျော်စိုးသည်အော်ဟစ်တန်နှင့်အတူမြေပြင်ပေါ်ဒူးထောက်ကျသွားသည်သူ၏လက်ကောက်ဝတ်သည်ထူးဆန်းသောပုံစံဖြင့်လိန်ကျိုးနေသည်ဟင်ခုနကဘာလဲသူမမြည်သည့်အချိန်တွင်လှုပ်ရှားသွားသည်ကိုမြည်သူမျှမမြင်လိုက်ကြပေလေပြေကဲ့သို့မြန်ဆန်လွန်းသည်အကိုကြီးအခြားအဖွဲ့ဝင်များထိတ်လန့်တကြားပြေးဝင်လာကြသည်သို့တော်ညင်းသည်ပိုကြီးမားသောအမားတစ်ခုဖြစ်သည်ဓမ္မစာရီသည်ကခုန်နေတကဲ့သို့လှပစွာလှုပ်ရှားသည်လူတဦး၏မေးရိုးကိုတိကျစွာထိုးလိုက်သည်နောက်တဦး၏ဒူးနောက်ဘက်ကိုကန်လိုက်သည်တတိယတဦး၏လည်ပင်းကိုဖိလိုက်သည်အိုဟာဘာလဲလူမဟုတ်ရဲ့လားကြံသောအဖွဲ့ဝင်များသည်ကြောက်ရွံ့မှုဖြင့်တောင့်တင်းနေကြသည်သူတို့ရှေ့မှတီလာရှင်သည်ရိုးရိုးတီလာရှင်မဟုတ်တော့ပေလူသားစွမ်းအားကိုကျော်လွန်နေသောအရာတစ်ခုကဲ့သို့ပင်ဤနေရာတွင်ပုံပြင်ပြောသူကဓမ္မစာရီ၏နောက်ခံကိုရှင်းပြသည်ဤတီလာရှင်၏နာမည်ရင်းမှာမခင်မြတ်နိုးဖြစ်သည်အသက်32နှစ်ရှိသူမသည်2019ခုနှစ်ဆောင်းဦးရာသီတွင်ရုတ်တရက်ရောက်လာပြီးတီလာရှင်ဝတ်လိုကြောင်းပြောခဲ့သည်တက္ကမတီလာရှင်ဝတ်ဖို့ကလွယ်တဲ့ကိစ္စမဟုတ်ဘူးတကယ်စိတ်ဆုံးဖြတ်ပြီးပြီလားကျောင်းထိုင်ဆရာတော်ကမေးသောအခါသူမ၏အဖြေကပြတ်သားသည်မှန်ပါဖရာလောကနှင့်အဆက်အသွယ်လုံးဝဖြတ်ချင်ပါပြီသူမ၏အတန်တွင်နှက်ဆိုင်သောဝမ်းနည်းမှုပါနေသည်ဆရာတော်ကထပ်မမေးတော့ပေကျောင်းသို့ရောက်လာသူတိုင်းတွင်ကိုယ်ပိုင်ဝေဒနာများရှိကြသည်ကိုသို့သောဓမ္မစာရီနောက်ကျောင်းရာဇဝင်သည်စိတ်ကူးမရင်နိုင်လောက်အောင်ဖြစ်သည်ဤတည်ငြိမ်သောအမျိုးသမီးတွင်မြည်သူမျှမသိသောထိတ်လန့်ဖွယ်အတိတ်တစ်ခုရှိသည်
2010မှ2019ခုနှစ်အထိသူမသည်မြန်မာနိုင်ငံ၏အလျှို့ဝှက်ဆုံးအဖွဲ့အစည်းတစ်ခု၏အေဂျင့်ဖြစ်ခဲ့သည်တပ်မတော်အမှတ်89စစ်စင်ရေးအထူးကွပ်ကဲမှုတပ်ဖွဲ့တရားဝင်အားဖြင့်မတည်ရှိသောတပ်ဖွဲ့ဖြစ်သည်ပြစ်မှတ်နေရာသေချာပြီလားဟုတ်သေချာပါပြီ3မိနစ်အတွင်းရှင်းပါမယ်ငွေမေ Silver ဟုအမည်ဝှက်ခေါ်တွင်သောသူမသည်9နှစ်အတွင်းအလွန်လျှို့ဝှက်သောမစ်ရှင်ပေါင်း23ခုကိုအောင်မြင်စွာထမ်းဆောင်ခဲ့သည်အားလုံးအပြစ်နာအစာမရှိအောင်မြင်ခဲ့သည်နိုင်ငံတော်၏ရန်သူများကိုတိတ်ဆိတ်စွာရှင်းလင်းခြင်းသည်သူမ၏အလုပ်ဖြစ်သည်ခြေရာလက်ရာမချန်ခဲ့ပေသူမ၏အရေးချင်းမှာဒဏ္ဍာရီဆန်သည်လက်ချီသက်သက်ဖြင့်ရန်သူ3ဦးကိုစက္ကန့်30အတွင်းဖမ်းချုပ်နိုင်ပြီးမီတာ50အကွာမှဒင်္ဂါးပြားကိုပြစ်ခတ်နိုင်သောတနက်ပစ်ကျွမ်းကျင်သူလည်းဖြစ်သည်အထူးသဖြင့်သူမတွင်ကိုယ်ပိုင်ကျွမ်းကျင်မှုရှိသည်ရန်သူ၏အရေးကြီးသောအကြောအချင်းကိုတိကျစွာသိရှိပြီးတစ်ကြိမ်တည်းဖြင့်မလှုပ်ရှားနိုင်အောင်လုပ်ပစ်ခြင်းဖြစ်သည်သို့သော2019ခုနှစ်နောက်ဆုံးမစ်ရှင်တွင်တစ်ခုခုမှားယွင်းသွားသည့်ပြစ်မှတ်ကိုရှင်းလင်းပြီးနောက်သူသည်အပြစ်မဲ့သူဖြစ်ကြောင်းသိရှိခဲ့ရသည့်သတင်းအချက်အလက်ကိုဖန်တီးထားခြင်းဖြစ်သည်ညနိုးစိတ်မကောင်းဘူးငါတို့လည်းအလိန်ခံရတာကဲနင်အခုလွတ်လပ်ပြီးအချက်လက်အားလုံးဖျက်လိုက်ပြီးဘဝတစ်ကိုစတင်ပါထိုစကားကိုကြားသောအခါသူမအရာအားလုံးကိုစွန့်လွတ်ရန်ဆုံးဖြတ်လိုက်သည်မည်သူကိုမျှထပ်မံမထိခိုက်လိုတော့ပေဒါကြောင့်သီလရှင်ဝိရန်ရွေးချယ်ခဲ့သည်ကျောင်းတွင်သူမ၏ဘဝသည်ငြိမ်သက်သည်နက်နက်4နာရီထွေဖျားရှိခိုးခြင်းတရားစာရွတ်ဖတ်ခြင်းမြေပြင်လဲခြင်းစွန့်ပြင်ဆင်ခြင်းရိုးရှင်းသောအလုပ်များဖြစ်တော်လဲသူမအတွက်ကယ်တင်ခြင်းဖြစ်သည်သွေးစွန်းခဲ့သောအတိတ်ကိုစေးကြောနေခြင်းဖြစ်သည်ဓမ္မစာရီနင်ကတကယ်ကိုစ조사သူပဲကျေးဇူးတင်ပါတယ်ဖျားအခြားသီလရှင်များကသူမကိုချစ်ကြသည်စကားနည်းတော်လဲအရာရာကိုပြည့်စုံအောင်လှုပ်ဆောင်ပြီးမြည်သူထက်မဆိုပို၍စ조사သည်သို့သောတခါတရံအလွန်ရှားပါးသောအခါသမယတွင်သူမ၏မျက်လုံးများအေးဆက်သွားတတ်သည်အထူးသဖြင့်ကျောင်းသို့မကောင်းသောရည်ရွယ်ချက်ဖြင့်လာရောက်သူများကိုမြင်ရသောအခါဖြစ်သည်ထိုအခါတိုင်းအတိတ်ကငွေမေနိုးထလာရန်စ조사တော်လဲသူမကအောင်ဤထားသည်ရိုးရိုးသီလရှင်အဖြစ်နေထိုင်လိုသောကြောင့်ဖြစ်သည်သို့သောယနေ့တွင်ဤလူဆိုးအဖွဲ့သည်သူမကိုရှာလာခဲ့သည်မန္တလေးမြို့မှအေယာဝတီဂိုင်းဖြစ်သည်မကြသေးမီကစီးပွားရေးအသစ်စတင်၍အောင်မြင်မှုဆုတောင်းရန်လာကြခြင်းဖြစ်သည်သို့သောသူတို့၏ရည်ရွယ်ချက်အစစ်အမှန်မှာအခြားတစ်ခုဖြစ်သည်အကိုကြီးဒီနေရာကပတ်စံရနိုင်တယ်နော်ခရီးသွားတွေလည်းများတယ်အေးအကာအကွယ်ပေးကတောင်းတင်တယ်ဦးကျော်စိုးသည်အသက်40ကျော်ခန္ဓာကိုယ်တောင့်တင်းသောမန္တလေးတွင်အတော်လေးနာမည်ရှိသည့်ဂိုင်း၏ဒုတိယခေါင်းဆောင်ဖြစ်သည်အရက်တရ80စင်တီမီတာကြွက်သားထူထပ်သောကိုယ်ခန္ဓာလယ်ပင်နှင့်လက်မောင်းများတွင်တက်တူးများအပြည့်ရှိသည်သူသည်သူ၏ခွန်အားကိုအထင်ကြီးနေသူဖြစ်သည်ငါတို့ကဒီเจ้าကိုအကာအကွယ်ပေးတဲ့အတွက်လစဉ်ပတ်စံတောင်းရင်ရပြီအခြားအဖွဲ့ဝင်များလည်းခေါင်းငိတ်ကြသည်အားလုံးအသက်20ကျော်နှင့်30ဝန်းကျင်လူငယ်များဖြစ်သည်အမြဲတမ်းခွန်အားဖြင့်အရာရာကိုဖြည့်ရှင်းခဲ့သူများဖြစ်သည်သို့သောဓမ္မစာရီကိုမြင်သောအခါသူတို့၏စိတ်ဝင်စားမှုလုံးဝပြောင်းလဲသွားသည်ဝိုးတကယ်လှတာပဲဒီလိုမိန်းကလေးကဘာလို့သီလရှင်ဝေးရတာလဲနှမျောစရာပဲသူတို့သည်တဖြည်းဖြည်းပို၍ရဲတင်းလာကြသည်ပထမတော့အဝေးကနေကြည့်ုံသာအခုတော့ကိုယ်တိုင်ချင်းကပ်၍စကားစပြောလာကြသည်ဓမ္မစာရီညင်းဆိုသောအခါဦးကျော်စိုးကဝင်ပြောသည်ဒီလောက်မကြောက်ပါနဲ့ကျွန်တော်တို့လည်းဖျားလာဘူးတဲ့ဒါယကာတွေပါမှန်ပပြန်ကြပါတော့သူမ၏အတန်သည်တည်ငြိမ်စေဖြစ်တော်လဲမတူညီသောခံစားမှုတစ်ခုပေါ်လာသည်အော်တီလာရှင်ကငါတို့ကိုအမိန်ပေးနေတာလားရဲစရာပဲဦးကျော်စိုးသည်ပြုံးရည်ရင်တလန်းထက်တိုးလာသည်ထိုစဉ်ဓမ္မစာရီမျက်လုံးများပြောင်းလဲသွားသည်နူးညံ့သောမျက်ဝန်းများသည်ချက်ချင်းပင်ရေခဲပမာအေးဆက်သွားပြီးအခြားလူတစ်ယောက်ဖြစ်သွားတဲ့ကဲ့သို့ပင်နောက်ဆုံးသတိပေးတာပါသတိပေးတာဘသူကဘသူကိုချင်းချောက်တာလဲဦးကျော်စိုးသည်လက်ကိုဆန့်ထုတ်၍သူမ၏ပခုံးကိုလှမ်းကင်ရန်စ조사လိုက်သည်ထိုစဉ်မှာပင်လျှက်စီးပမာမြန်ဆန်သောအရာတစ်ခုဖြစ်ပျက်သွားသည်ဦးကျော်စိုးသည်အော်ဟစ်တန်နှင့်အတူမြေပြင်ပေါ်ဒူးထောက်ကျသွားသည်သူ၏လက်ကောက်ဝတ်သည်ထူးဆန်းသောပုံစံဖြင့်လိန်ကျိုးနေသည်အယိုးကျိုးတန်တည်င်းကကြားလိုက်ရသည်ဟင်ဘယ်လိုလုပ်
သူမမြည်သည့်အချိန်တွင်လှုပ်ရှားသွားသည်ကိုမည်သူမျှမမြင်လိုက်ကြပေအကိုကြီးအခြားအဖွဲ့ဝင်များထိတ်လန့်တကြားပြေးဝင်လာကြသည်သို့တော်ညင်းသည်ပိုကြီးမားသောအမှားဖြစ်သည်ဓမ္မစာရီသည်ကခုန်နေတကဲ့သို့လှပစွာလှုပ်ရှားသည်ဖြန်းပထမလူ၏မေးရိုးကိုတိကျစွာထိုးလိုက်သည်သူချက်ချင်းသတိလစ်ပြီးလဲကျသွားသည်ဝစ်ဒုတိယလူ၏ဒူးနောက်ဘက်ကိုကန်လိုက်သဖြင့်သူဟန်ချက်ပြတ်သွားသည်ဖြစ်တတိယလူ၏လယ်ပင်ရှိအရေးကြီးသောအကျောအချင်ကိုဖိလိုက်သဖြင့်လေဖြတ်သွားသည်စက္ကန့်30ပင်မကြာလိုက်ပေတကယ်ပင်လျှက်စီးတိုက်တကယ်သို့လှုပ်ရှားမှုများဖြစ်သည်ဟိုဟာပါလဲဂျိုသားလားကြံသောသုံးဦးသည်ကြောက်ရွံ့မှုဖြင့်နောက်ဆုတ်သွားကြသည်သူတို့ရှေ့မှသီလရှင်သည်ရိုးရိုးသီလရှင်မဟုတ်တော့ပေကြောက်မက်ဖွယ်ရာတစုံတရာဖြစ်သည်အသက်အန္တရာယ်ချင်းချောက်မှုကိုပင်ခံစားနေကြရသည်မပြေးနှင့်ကြံသောသုံးဦးသည်အော်ဟစ်ကာထွက်ပြေးရန်ကြိုးစားကြသည်သို့သောဓမ္မစာရီသည်သူတို့ကိုလွှတ်ပေးရန်ရည်ရွယ်ချက်မရှိပေသူမကိုစော်ကားခဲ့သည့်အတွက်တေချာရှင်းလင်းလိုသည်ဝစ်ကြောက်တုံးတစ်လုံးပြန်တန်းလာပြီးထွက်ပြေးနေသူတဦး၏ခြေထောက်ကိုထိမှန်သည်သူရိုင်လဲသွားပြီးလဲကျသွားသည်ကဲပါအောင်မှားပါတယ်သို့သောဓမ္မစာရီမျက်နာသည်အေးဆက်နေသည်ခံစားချက်မရှိသောစိတ်ရုပ်ကဲ့သို့ပင်ဤအချိန်တွင်သူမသည်အတိတ်ကငွေမေအဖြစ်သို့လုံးဝပြောင်းလဲသွားပြီမှားခဲ့ရင်အကျိုးဆက်ကိုခံရမယ်သူမ၏အတန်လည်းလုံးဝကွဲပြားသွားသည်နူးညံ့သောသီလရှင်၏အတန်မဟုတ်ဘဲအေးဆက်ပြီးကြောက်စရာကောင်းသောလူသက်သမား၏အတန်ဖြစ်သည်သို့သောထိုစဉ်မှာပင်ဓမ္မစာရီဆရာတော်၏အတန်ကြားလိုက်ရသည်ဝတ်ပြုဆောင်မှထွက်လာခြင်းဖြစ်သည်ဓမ္မစာရီသည်ခဏတာသတိဝင်လာပြီးမိမိကိုယ်တိုင်ဘာလုပ်နေသည်ကိုသိလိုက်သည်မှန်ပဖျားသူမ၏မျက်လုံးများနူးညံ့လာပြန်သည်သို့သောနောက်ကျသွားပြီးဆရာတော်သည်မြေပြင်ပေါ်လဲကျနေသောဂိုင်းသားများကိုမြင်ပြီးအံ့ဩသွားသည်ဒါဘာဖြစ်တာလဲဖုံးဒီလူတွေကတပည့်တော်ကိုရိုင်းဆိုင်စွာပြောဆိုလိုပါဒါပေမဲ့ဒီလောက်ထိလှုပ်เสียမလိုပါဘူးဆရာတော်၏အတန်တွင်စိတ်ပြတ်မှုပါနေသည်ဓမ္မစာရီကောင်းလိုက်သည်သူမ၏အတိတ်ကပင်ကိုဗီဇသည်မတိလိုက်ပဲပေါ်ထွက်လာခြင်းဖြစ်သည်တောင်းပန်ပါတယ်ဖျားထိုစဉ်ဦးကျော်စိုးသည်မနှဲထွက်၍အော်ပြောလိုက်သည်ဒီမိန်းမကရုတ်တရက်ကျွန်တော်တို့ကိုတိုက်ခိုက်တာကျွန်တော်တို့ဘာမှမလုပ်ခဲ့ဘူးသို့သောဆရာတော်သည်အခြေအနေကိုနားလည်ပြီးဖြစ်သည်ဒီလိုကိစ္စမျိုးပထမဆုံးမဟုတ်ပေတခါတရံလူဆိုးများအကြောင်းသို့လာရောက်၍သီလရှင်များကိုနှောင့်ယှက်တတ်ကြသည်တကားများအကြောင်းတော်တွင်တိတ်ဆိတ်စွာနေပါပြဿနာထပ်မလို့ရင်ရဲကိုတိုင်ရလိမ့်မယ်ကျွန်တော်တို့ကဘာမှလို့လဲဆရာတော်ဤခက်ထန်သောအတန်ကြောင့်ဂိုင်းသားများဆက်မနေရဲကြတော့ပေဒဏ်ရာရထားသောအပေါင်းအသင်းများကိုထူမကာเจ้าမှထွက်သွားကြသည်စောင့်နေဒီကိစ္စမပြီးသေးဘူးဦးကျော်စိုးသည်နောက်ဆုံးစူးစူးဝါးဝါအော်ပြောလိုက်သည်သို့တော်သူ၏အတန်သည်ကြောက်ရွံ့မှုကြောင့်တုန်ရီနေသည်ကျောင်းတိတ်ဆိတ်သွားပြီးနောက်ဆရာတော်သည်ဓမ္မစာရီကိုခေါ်လိုက်သည်ဓမ္မစာရီနေငါအခန်းကိုလာခဲ့မှန်ပါဖျားဆရာတော်၏အခန်းသည်ရိုးရှင်းသည်ဟောင်းနှမ်းသောစာအုပ်စဉ်တစ်ခုနှင့်တရားစာအနည်းငယ်သာရှိသည်နှစ်ဦးသားမျက်နှာချင်းဆိုင်ထိုင်ကြသည်ဓမ္မစာရီနေမှာတခုခုဝတ်ထားတာရှိပုံရတယ်မပြောချင်ရင်လည်းမပြောပါနဲ့ဒါပေမဲ့တခုတော့သေချာတယ်နင်ကရိုးရိုးလူမဟုတ်ဘူးဆရာတော်ဤမျက်လုံးများကနှွေးထွေးသည်သို့တော်စိုးရိမ်မှုလည်းပါနေသည်ဖုံးတပည့်တော်ရဲ့အတိတ်ကအရေးမကြီးဘူးအရေးကြီးတာကအခုပဲနင်ကအခုသီလရှင်ပါဒီနေရာကဖျားမြေပဲတောင်းပန်ပါတယ်တောင်းပန်စရာမလိုပါဘူးဒါပေမဲ့နောင်ကိုပို့ပြီးသတိထားရမယ်နင်းရဲ့စွမ်းရည်ကိုတခြားသူတွေသိသွားရင်ကျောင်းမှာပါပြဿနာတက်လာနိုင်တယ်သို့တော်ဦးကျော်စိုးသည်လွယ်လွယ်လက်လျှော့မိသူမဟုတ်ပေကျောင်းမှထွက်လာပြီးနောက်သူသည်သူ၏အဖွဲ့ဝင်များကိုစုယုံလိုက်သည်လက်ကောက်ဝတ်ကနာကျင်နေသေးတော်လဲဒေါသကပိုကြီးနေသည်အကိုကြီးကျွန်တော်တို့ကမိန်းမတစ်ယောက်ကိုအနိုင်ယူခံရတယ်ဆိုတာဖြစ်တင်လားဟုတ်တယ်အကိုကြီးဒီလိုပဲအရှုံးပေးရင်ကျွန်တော်တို့မျက်နှာပဲထားရမလဲအဖွဲ့ဝင်များလည်းဒေါသထွက်နေကြသည်မာနထိခိုက်ခံရသည်သို့သောဦးကျော်စိုးသည်တခုခုထူးဆန်းနေသည်ကိုခံစားနေရသည်ဟေ့ကောင်တွေဟိုမိန်းကလေးကတမျိုးမဟုတ်လားဘလို့ပြောချင်တာလဲလှုပ်ရှားမှုကအယမ်းမြန်တယ်ရိုးရိုးလူလိုမဟုတ်ဘူး
တကယ်တော့ဦးကျော်စိုးသည်ငယ်စဉ်ကတိုက်ကွမ်ဒိုကစားခဲ့ဘူးသူဖြစ်သည်အနက်ရောင်ခါပတ်ရသည့်အထိကျွမ်းကျင်သူဖြစ်သည်ထိုမိန်းမကိုတစ်ချက်တည်းဖြင့်အနိုင်ယူခံရသည်မှာဖြစ်တင်သည်မဟုတ်ပေအကိုကြီးရိုးရိုးတီလာရှင်တော့မဖြစ်နိုင်ဘူးတခုခုတင်ထားတာရှိမယ်ဒါပေမဲ့မိန်းကလေးပဲလေငါတို့ကတေချာတိုက်ရင်တော့ဦးကျော်စိုးသည်စဉ်းစားနေသည်မာနာကထိခိုက်တော်လဲအလင်းစလိုလုံးမိလျင်ပိုပြီးအရှက်ရနိုင်သေးသည်အရင်ဆုံးအဲ့ဒီမိန်းကလေးဘသူလဲဆိုတာရှာစမ်းတစ်ခုခုထူးဆန်းနေတယ်သူသည်မန္တလေးရှိသူ၏အဆက်အသွယ်များကိုဆက်သွယ်၍ထိုစွမ်းရည်ရှိသောအမျိုးသမီးအကြောင်းသတင်းများစုံစမ်းရန်ကြိုးစားသည်တစ်ဖက်တွင်ကျောင်းတွင်ညနေဝတ်ပြုချိန်ဖြစ်သည်ဓမ္မစာရီသည်အခြားသီလရှင်များနှင့်အတူဝတ်ပြုဆောင်တွင်ထိုင်၍တရားစာရွတ်ဖတ်နေသည်သို့တော်သူမ၏စိတ်သည်ငြိမ်သက်ခြင်းမရှိပေနမောဗုဒ္ဓယနမောဓမ္မာယနမောတန်ဃာယတရားစာရွတ်ဖတ်ရင်းယနေ့ဖြစ်ရက်ကိုပြန်တွေးနေသည်မိမိမသိလိုက်ပဲအတိတ်ကပင်ကိုဗီဇထွက်ပေါ်လာသည်ကိုအံ့အားသင့်နေသည်နှစ်တာငြိမ်သက်စွာနေခဲ့ပြီးမှတခဏအတွင်းငွေမေးဖြစ်သွားခဲ့သည်ဝတ်ပြုပြီးနောက်ဓမ္မစာရီသည်တယောက်တည်းမြေပြင်သို့ထွက်လာသည်လရောင်ကလင်းနေသည်ကျောင်း၏ညသည်ငြိမ်သက်သည်တကယ်ပြောင်းလဲသွားပြီလို့ထင်ခဲ့တာသူမကိုစိတ်ပြက်နေသည်တကယ်ကိုရိုးရိုးတီလာရှင်ဖြစ်ချင်ခဲ့တော်လဲနောက်ဆုံးတွင်ပင်ကိုဗီဇကိုဖုံးကွယ်၍မရခဲ့ပေသို့တော်ထိုစဉ်မှာပင်ဖုံးမိလာသည်ကျောင်းတွင်ဖုံးသုံးပြုခြင်းကိုတားမြစ်ထားသည်ဆရာတော်သာအရေးပေါ်အတွက်တလုံးကင်သည်သို့တော်အခုမြည်နေသောဖုံးကဆရာတော်၏ဖုံးမဟုတ်ပေဓမ္မစာရီထိတ်လန့်သွားသည်သူမတွင်ဖုံးမရှိပေသို့သောဖုံးတန်ကသူမ၏အခန်းမှလာနေသည်သူမအလျင်အမြန်အခန်းသို့ဝင်သွားသည်ခုတင်အောက်တွင်ဟောင်းနှွမ်းသောဖုံးတစ်လုံးကိုတွေ့သည်ဒါဘာလို့ဒီမှာရှိနေတာလဲမင်းသည်နှစ်ခန့်ကဖြက်စီးပစ်ပြီဟုထင်ခဲ့သောအမှတ်89တပ်ဖွဲ့3လျှို့ဝှက်ဖုံးဖြစ်သည်မျက်နှာပြင်တွင်မသိသောနံပါတ်တစ်ခုပေါ်နေသည်သူမ၏လက်များတုံနေသည်ဤဖုံးမြည်ခြင်းသည်တစုံတစ်ယောက်ကသူမ၏အတိတ်ကိုသိနေကြောင်းဆိုလိုသည်ယင်းမှာအလွန်အန္တရာယ်ရှိသူတဦးဖြစ်သည်ခဏတုံဆိုင်ပြီးနောက်ဖုံးကိုဖြေလိုက်သည်ဟဲလိုငွေမေးကြပြီနော်ထိုအတန်ကိုကြားလိုက်သည်နှင့်ဓမ္မစာရီမျက်နှာဖြူဖြော့သွားသည်ထိုအတန်ပိုင်ရှင်ကိုသူမသိနေသည်မဲမေ black ဘလို့လုပ်အံ့ဩသွားပြီလားနင်เจ้าမှာပုံနေတာငါသိတယ်မဲမေသည်အမှတ်89တပ်ဖွဲ့အခြားဒဏ္ဍာရီလာအေဂျင့်တဦးဖြစ်သည်ညနိုးနှင့်အတူအလုပ်လုပ်ခဲ့ဘူးသူလုပ်ဖော်ကင်ဘက်လည်းဖြစ်သည်နင်ဘာလိုချင်တာလဲကိုယ်တိုင်တွေ့ဆုံပြီးပြောကြရအောင်မနက်ဖြန်ည7:02နာရီကျောင်းနောက်ဘက်တောင်ပေါ်လမ်းမှာမလုပ်ချင်ဘူးအဲ့ဒီလောကနဲ့ငါအဆက်ဖြတ်လိုက်ပြီဟုတ်ရဲ့လားဒီနေ့ဂိုင်းသားတွေကိုပြခဲ့တဲ့စွမ်းရည်ကိုကြည့်ရင်တော့အများကြီးကြံနေသေးပုံပဲဓမ္မစာရီကြောချမ်းသွားသည်မဲမေသည်ယနေ့ဖြစ်ရက်ကိုသိနေသည်ဆိုခြင်းမှာသူမကိုစောင့်ကြည့်နေခြင်းဖြစ်သည်မတွေ့ရင်ဘာဖြစ်မလဲသိကျင်လားမဲမေအတန်တွင်ချင်းချောက်မှုပါနေသည်ဓမ္မစာရီလက်ကိုတင်းဆုပ်လိုက်သည်ချင်းချောက်တာလားချင်းချောက်တာမဟုတ်ပါဘူးငါတို့ကြားမှာဒီလိုစကားတွေမရှိပါဘူးရိုးရိုးတငယ်ချင်းဟောင်းချင်းတွေ့ကျင်တာပါသို့သောဓမ္မစာရီသည်မဲမေကိုကောင်းကောင်းသိသည်သူသည်ရိုးရိုးတွေ့ဆုံရန်ကမ်းလှမ်းမိသူမဟုတ်ပေမဲမေငါတကယ်အားလုံးရက်လိုက်ပြီးအဲ့ဒီအလုပ်မှာထပ်ပါဝင်ခြင်းစိတ်မရှိဘူးအင်းဟုတ်လားဒါဆိုဒီနေ့ဂိုင်းသားတွေကိုပြခဲ့တာကဘာလဲဝါသနာအရလူတွေကိုထိန်းချုပ်တာလားသူမစကားမပြောနိုင်တော့ပေတကယ်ပင်မသိလိုက်ပဲပေါ်ထွက်လာသောပင်ကိုဗီဇဖြစ်သည်မဲမေကအားလုံးကိုမြင်နေခဲ့သည်တမိနစ်ပေးမယ်လာမလားဆုံးဖြတ်အော်စကားမဆက်နေမလာရင်ကိုကိုင်းသားတွေကိုနင်းရဲ့ဖြစ်မှန်ကိုပြောပြဖို့စဉ်းစားထားတဲ့အမှတ်89တပ်ဖွဲ့မှလူသက်အေဂျင့်ဟောင်းပေါ့ထိုခိုက်တန့်တွင်ဓမ္မစာရီသွေးပေါင်ချိန်တက်သွားသည်ထို့သောဖြစ်လျင်အားလုံးပြီးဆုံးပြီဖြစ်သည်ဂိုင်းသားများထိုအချက်ကိုသိလျင်သူမကိုဘယ်တော့မှအလွတ်ပေးမည်မဟုတ်ပေကောင်းပြီမနှက်ဖြန်ညမှာတွေ့မယ်ကောင်းတယ်ဒါမှငါတို့ငွေမေပေါ့ဖုံးချသွားသည်ဓမ္မစာရီသည်ဖုံးကိုမြေပေါ်ချလိုက်ပြီးတက်ပြေးရှည်ချလိုက်သည်ငြိမ်သက်ခဲ့သောဘဝသည်တခဏအတွင်းပြိုလဲသွားသလိုခံစားရသည်နောက်တစ်နေ့နေ့လေကျောင်းသည်ပုံမှန်အတိုင်းတိတ်ဆိတ်နေသည်သို့သောဓမ္မစာရီစိတ်သည်ငြိမ်သက်ခြင်းမရှိပေမဲမေနှင့်တွေ့ဆုံမိကိစ္စကအုံနောက်ထဲတွင်လဲနေသည်
ဓမ္မစာရီဒီနေ့နင့်မျက်နှာမကောင်းပါလားနေ့လယ်စာစားချိန်တွင်အခြားတီလာရှင်တဦးကစိုးရိမ်တကြီးပြောလိုက်သည်။အော်ဘာမှမဟုတ်ပါဘူးနည်းနည်းပင်ပန်းနေလို့ပါ။ကိုဂယုစိုက်ပါနော်နေမကောင်းရင်ငါတို့လည်းစိုးရိမ်ရတယ်။အခြားတီလာရှင်များ၏နှွေးထွေးသောဂယုစိုက်မှုသည်သူမ၏စိတ်ကိုပိုမိုနာကျင်စေသည်ဤငြိမ်သက်သောဘဝကိုထိမ့်သိမ်းလိုသောလဲအတိတ်ကခြေထောက်ကိုဆွဲထားသလိုဖြစ်နေသည်တစ်ဖက်တွင်ဦးကျော်စိုးသည်မန္တလေးတွင်နီလန်းများစွာဖြင့်သတင်းအချက်လက်စုဆောင်းနေသည်သို့တော်မလွယ်ကူပေအကိုကြီးအဲ့ဒီလိုစွမ်းရည်ရှိတဲ့မိန်းကလေးအကြောင်းသတင်းမရှိဘူးထူးဆန်းတဲ့တခုခုတော့ရှိရမယ်ထိုစဉ်အဖွဲ့၏သတင်းအချက်လက်တာဝန်ခံကိုထွန်းချင်းကပ်လာသည်အကိုကြီးစစ်တပ်ဒါမှမဟုတ်ရဲနောက်ခံရှိနိုင်မလားမဖြစ်နိုင်တာမိန်းကလေးကစစ်တပ်အထူးတပ်ဖွဲ့ထဲဝင်လို့ရလားဒီဘက်ခေတ်မှာအမျိုးသမီးအထူးအေဂျင့်တွေလည်းရှိနေပြီလို့ကြားပါတယ်။ဦးကျော်စိုးသည်ထိုစကားမှတခုခုရိပ်မိတကယ်သို့ခံစားရသည်သို့တော်ပိုပြီးတိကျသောသတင်းအချက်လက်မရှိပေ။ညရောက်လာသည်ဓမ္မစာရီသည်အခြားတီလာရှင်များအိပ်ပျော်ပြီးနောက်ကျောင်းမှတိတ်ဆိတ်စွာထွက်လာသည်ချင်းဆိုထားသောနောက်ဘက်တောင်ပေါ်လမ်းသို့ဦးတည်သွားသည်တောင်ပေါ်လမ်းသည်မှောင်နေတော်လဲလရောင်ကြောင့်လမ်းရှာရန်ပြဿနာမရှိပေချင်းဆိုထားသောအချိန်ထက်10မိနစ်စောရောက်သည်စောလာတာပဲနောက်မှအတန်ကြားလိုက်ရသည်မဲမေဖြစ်သည်သူသည်အမြဲတမ်းအရေးမှပေါ်လာသည်ကြာပြီးနော်ငွေမေမဲမေနာမည်ရင်းမှာကိုမင်းထက်ဖြစ်သည်အသက်35နှစ်ရှိသူသည်ဓမ္မစာရီထက်3နှစ်ကြီးပြီးအမှတ်89တပ်ဖွဲ့တွင်အမြင့်ဆုံးအဆင့်ရှိအေဂျင့်တဦးဖြစ်သည်အရက်တရ88စင်တီမီတာပိန်ပါးကိုခန္ဓာထက်မြက်သောမျက်လုံးများပိုင်ရှင်သူသည်လူသက်ချင်းထက်သတင်းစုဆောင်းခြင်းနှင့်ခိုးဝင်ခြင်းတွင်ကျွမ်းကျင်သည်ဘာလို့ငါ့ကိုရှာတာလဲပွင့်လင်းပြောတာပဲနင်းပုံစံပဲမဲမေသည်ပြုံးရည်ရင်ချင်းကပ်လာသည်သို့တော်ထိုပြုံးတွင်စိတ်ရင်းမှန်မရှိပေမစ်ရှင်အသစ်ရှိတယ်စိတ်မဝင်စားဘူးမကြားသေးဘဲနဲ့ဒီတခါတကယ်အရေးကြီးတာပြောပြီးပြီငါအငိမ့်စားယူလိုက်ပြီအငိမ့်စားဟိုဒီနေ့နေ့လေကဟိုကိုင်းသားတွေเจ้าကိုပြန်လာရင်နင်ဘယ်လိုလုပ်မလဲဓမ္မစာရီမျက်နှာတောင့်တင်းသွားသည်ဘာပြောလိုက်တာလဲအော်မသိဘူးလားဦးကျော်စိုးဆိုတဲ့ကောင်ကငါရဲ့အဖြစ်မှန်ကိုဖော်ထုတ်ဖို့စ조사နေတယ်မကြခင်တခုခုရှာတွေ့တော့မယ်ဒါကတကယ်လားငါဘယ်တော့ကလိန်ဖူးလို့လဲပြီးတော့ပိုကြီးမားတဲ့ပြဿနာရှိသေးတယ်မဲမေအမူအရာလေးနဲ့လာသည်ငါတို့အဖွဲ့ကတစ္ဆာဖောက်တယောက်ထွက်သွားပြီးအဲ့ဒီတစ္ဆာဖောက်ကငါရဲ့နေရာကိုရောင်းဖို့စ조사နေတယ်တစ္ဆာဖောက်ဓမ္မစာရီအတန်တုံရီလာသည်အမှတ်89တပ်ဖွဲ့မှတစ္ဆာဖောက်ထွက်ပေါ်လာသည်မှာစိတ်ကူးမရင်နိုင်သောကိစ္စဖြစ်သည်ဟုတ်တယ်စိန်ရဲကုတ်ဆိုတာမှတ်မိလားထိုခိုက်တန့်တွင်ဓမ္မစာရီမျက်နှာဖြူဖြော့သွားသည်စိန်ရဲသည်သူမနှင့်အတူမစ်ရှင်များစွာကိုထမ်းဆောင်ခဲ့သောလုပ်ဖော်ကိုင်ဖက်ဖြစ်သည်ယုံကြည်ခဲ့သူဖြစ်သည်စိန်ရဲကဘာလို့လဲပတ်စံကြောင့်ပေါ့တရုတ်အဖွဲ့အစည်းကအများကြီးပေးတယ်လို့ကြားတယ်မဲမေအတန်တွင်ဒေါသပါနေသည်လုပ်ဖော်ကိုင်ဖက်၏တစ္ဆာဖောက်မှုသည်သူ့အတွက်လည်းထိတ်လန့်စရာဖြစ်သည်ဒါကြောင့်နင့်ကိုလိုအပ်တာစိန်ရဲကိုရှင်းရမယ်မလုံနိုင်ဘူးဓမ္မစာရီပြတ်သားစွာညှင်းဆန်သည်ငါလူမတက်တော့ဘူးလို့ပြောခဲ့တယ်လေဒါဆိုစိန်ရဲကငါသတင်းအချက်လက်ရောင်းလိုက်ရင်ဘယ်လိုလုပ်မလဲဒီမှာရှိတဲ့သီလရှင်တွေဆရာတော်တွေပါမဲမေစကားကြောင့်ဓမ္မစာရီစကားမပြောနိုင်တော့ပေသူမ၏အဖြစ်မှန်ပေါ်လာလျင်ကျောင်းမှာအနေရကြရောက်နိုင်သည်အချိန်မရှိဘူးစိန်ရဲကမန္တလေးကိုရောက်နေပြီးမနှက်ဖြန်သို့မဟုတ်တန်ဘက်ခါလောက်ဆိုငါနေရာကိုတီးကြစွာတည်တော့မယ်မန္တလေးမှာဟုတ်ပြီးတော့ပိုဆိုးတာကသူကတရုတ်အဖွဲ့အစည်းကလူသက်သမားတွေနဲ့အတူလှုပ်ရှားနေတာဓမ္မစာရီသည်နက်နက်ရှိုင်းစဉ်းစားနေသည်ငြိမ်သက်သောဘဝကိုထိမ့်သိမ်းရန်စ조사တော်လဲအတိတ်ကခြေထောက်ကိုဆွဲထားသောအခြေအနေဖြစ်သည်စဉ်းစားဖို့အချိန်ပေးပါတရက်မနက်ဖြန်ညမှာဒီနေရာမှာပြန်တွေ့မယ်မဲမေပျောက်ကွယ်သွားပြီးနောက်ဓမ္မစာရီသည်တယောက်တည်းတောင်ပေါ်လမ်းတွင်ရက်နေသည်အဝေးတွင်ကျောင်း၏မီးရောင်ကိုမြင်နေရသည်ထိုငြိမ်သက်သောနေရာသည်မကြာမီစစ်မြေပြင်ဖြစ်လာနိုင်သည်ဟုတွေးမိသောအခါစိတ်မကောင်းဖြစ်ရသည်နောက်တစ်နေ့နေ့လေ
ကျောင်းတွင်ဓမ္မစာရီစိတ်သည်လုံးဝငြိမ်သက်ခြင်းမရှိပေဦးကျော်စိုးသည်နေ့လယ်စာစားချိန်တွင်ကျောင်းသို့ပြန်ရောက်လာသည်ဤတစ်ချိန်တွင်တယောက်တည်းဖြစ်သည်သီလရှင်မလေးမနေ့ကအတွက်တောင်းပန်ပါတယ်သူသည်ဓမ္မစာရီကိုရိုသေစွာနှုတ်ဆက်သည်သို့သောမျက်လုံးတွင်တစ်ခုခုမတူညီသောအရာတစ်ခုရှိနေသည်ဘာကိစ္စလဲတကယ်တော့သီလရှင်မလေးအကြောင်းသိကျင်တာလေးတွေရှိလို့ပါသိကျင်တာသီလရှင်မလေးမဝစ်ခင်ကဘာလုပ်ခဲ့လဲဓာတ်ရိုက်မေးခွန်းဖြစ်သည်ဓမ္မစာရီသည်တည်ငြိမ်အောင်ထိန်းထားတော်လဲခဏတာတောင့်တင်းသွားသည်ရိုးရိုးဝန်ထမ်းပါဘာလုပ်လဲပုဂ္ဂိုလ်ရေးဆိုင်ရာမေးခွန်းတွေဖြေဖို့ခက်ပါတယ်ဦးကျော်စိုးသည်စိတ်မကောင်းသောအမူအရာပြသခဲ့တော်လဲလက်မလျှော့ပြီးအားကစားလုပ်ခဲ့ဘူးလားမနေ့ကလှုပ်ရှားမှုတွေကမရိုးသားဘူးတိုက်ကွမ်ဒိုနည်းနည်းသင်ခဲ့ရုံပါတိုက်ကွမ်ဒိုလောက်နဲ့ဒီလိုစွမ်းရည်ထွက်လာပါမလားဦးကျော်စိုးအတန်တွင်တန်တရားပါလာသည်ဓမ္မစာရီသည်ဤအခြေအနေအန္တရာယ်ရှိကြောင်းခံစားမိသည်နောက်ထပ်မေးခွန်းတွေလက်မခံတော့ဘူးပြန်မာတော့အော်ဟုတ်လားဒါဆိုတခုပဲထပ်မေးမယ်ဦးကျော်စိုးသည်ရုတ်တရက်ဖုန်းကိုထုတ်လိုက်သည်မျက်နှာပြင်တွင်ဓာတ်ပုံတစ်ပုံရှိသည်ဒီလူကိုသိလားဓာတ်ပုံထဲတွင်ကိုမင်းထက်မဲမေရှိသည်ဓမ္မစာရီသည်တည်ငြိမ်အောင်စ조사တော်လဲမျက်နှာအမူအရာခဏတာတောင့်တင်းသွားသည်မသိပါဘူးသို့သောဦးကျော်စိုးသည်ထိုအသေးမွှားပြောင်းလဲမှုကိုလက်လွတ်မခံခဲ့ပေတကယ်လားမနေ့ညကဒီလူနဲ့မတွေ့ခဲ့ဘူးလားဘာပြောမှန်းမသိပါဘူးဟုတ်လားဒါဆိုဒါကိုကြည့်ပါဦးဦးကျော်စိုးသည်နောက်ထပ်ဓာတ်ပုံတစ်ပုံပြလိုက်သည်ဤတစ်ချိန်တွင်မင်းညကတောင်ပေါ်လမ်းတွင်မဲမေနှင့်စကားပြောနေသောဓမ္မစာရီပုံဖြစ်သည်မှောင်ပြီးဝါနေတော်လဲအတိအကျသိနိုင်သည်စောင့်ကြည့်နေတာပေါ့ဓမ္မစာရီအတန်အေးဆက်သွားသည်စောင့်ကြည့်တာမဟုတ်ပါဘူးသိကျင်လို့နောက်လိုက်သွားတာစိတ်ဝင်စားစရာမြင်ခဲ့ရတယ်ဘာလို့ချင်တာလဲသီလရှင်မလေးရဲ့အဖြစ်မှန်ကိုသိကျင်တာတကယ်သိကျင်တာဦးကျော်စိုးမျက်လုံးများထက်မြက်လာသည်သူသည်ကြီးမားသောလျှို့ဝှက်ချက်ကိုရှာတွေ့ပြီဟုယုံကြည်နေသည်တော်လောက်ပြီးဓမ္မစာရီအတန်တွင်သတိပေးမှုပါနေသည်သို့သောဦးကျော်စိုးသည်ရဲ့ရန်ရည်ရွယ်ချက်မရှိပေသီလရှင်မလေးကျွန်တော်ကဒီလိုအလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုနေသူပါတခုခုထူးဆန်းတာရှိရင်အဆုံးထိဖော်ထုတ်တယ်သတိပေးခဲ့တယ်ဟုတ်လားဒါဆိုဒီဓာတ်ပုံတွေကိုရဲစခန်းကိုယူသွားပြီးစစ်ကြည့်ရမလားဒါမှမဟုတ်အင်တာနက်ပေါ်တင်ပြီးဘယ်သူလဲဆိုတာရှာခိုင်းရမလားထိုခိုက်တန့်တွင်ဓမ္မစာရီသည်ရွေးချယ်စရာလမ်းနှစ်ခုကြားရောက်နေသည်ဒီလိုဆက်ထားလျင်သူမ၏အဖြစ်မှန်တကယ်ပေါ်သွားနိုင်သည်သို့သောထပ်မံ၍အကြမ်းဖက်မှုမလုပ်ချင်တော့ပေခဏလေးဟာဓမ္မစာရီသည်လက်ကိုမြှောက်၍ဦးကျော်စိုးကိုတားလိုက်သည်ဆွေးနွေးပြီးဖြေရှင်းရအောင်အော်အခုမှစကားပြောလို့ရတော့တာပေါ့ဦးကျော်စိုးသည်ကျေနပ်သောအမူအရာပြသခဲ့သည်သို့သောဓမ္မစာရီစိတ်သည်ရှုပ်ထွေးနေသည်အတိအကျဘာလို့ချင်တာလဲရိုးရိုးလေးပါအမှန်တရားကိုသိချင်တာအမှန်တရားကိုသိရင်ဘာလုပ်မှာလဲအဲ့ဒါကအမှန်တရားပေါ်မူတည်တယ်ဦးကျော်စိုးသည်ကောက်ကျစ်စွာပြန်ဖြေသည်အာမခံချက်မပေးပေဓမ္မစာရီနက်နက်ရှိုင်းရှိုင်းစဉ်းစားသည်ဤအခြေအနေတွင်အကောင်းဆုံးရွေးချယ်မှုကဘာဖြစ်မလဲလုံးဝလိန်ပြော၍လည်းမရအမှန်တရားအားလုံးကိုပြော၍လည်းမရကျမအထူးလေ့ကျင့်မှုတစ်ခုရခဲ့ဘူးပါတယ်ဘလို့လေ့ကျင့်မှုလဲအသေးစိတ်ပြောပြဖို့ခက်ပါတယ်ဒါပေမဲ့အတိတ်ကကိစ္စတွေပါအခုတော့လုံးဝဘဝတစ်ကိုနေထိုင်နေပါတယ်ဆိုတာပဲသိပေးပါဦးကျော်စိုးသည်ထိုစကားကိုစဉ်းစားနေသည်ကြီးမားသောပုံရိပ်တစ်ခုပေါ်လာတဲ့ကဲ့သို့ခံစားရသည်စစ်တပ်ဒါမှမဟုတ်ရဲဘက်ကလားဓမ္မစာရီမဖြေပေတိတ်ဆိတ်မှုလွှမ်းမိုးနေသည်အော်ဟုတ်ပြီဒါဆိုအထူးတပ်ဖွဲ့ဒါမှမဟုတ်အဲ့ဒီလိုမျိုးဖြစ်ရမယ်ဦးကျော်စိုးသည်တယောက်တည်းခံမှန်းရင်းခေါင်းကြီးလိုက်သည်တိကျသောအဖြေမဟုတ်တော့လဲနားလည်နိုင်သောရှင်းပြချက်ဖြစ်သည်ဒါကြောင့်သီလရှင်ဝတ်ခဲ့တာပေါ့ခက်ခဲတဲ့ကိစ္စတွေရှိခဲ့ပုံရတယ်ဓမ္မစာရီအံ့ဩသွားသည်ဦးကျော်စိုးသည်မျှော်လင့်ထားသည်ထက်ပို၍နားလည်ပေးနိုင်သူဖြစ်သည်သီလရှင်မလေးကျွန်တော်လည်းတကယ်နားလည်ပါတယ်ကျွန်တော်တို့လိုအလုပ်လုပ်တဲ့သူတွေကတခါတရံဒီလိုလူတွေကိုတွေ့ဘူးတယ်အတိတ်ကခက်ခဲတဲ့ကိစ္စတွေကြုံပြီးဘဝတစ်ကိုရှာဖွေသူတွေပေါ့ဒါပေမဲ့ဂရုတစ်ခုပေးပါကျွန်တော်တို့အဖွဲ့အစည်းကိုလက်မလွတ်ပါနဲ့အချင်းချင်းမထိခိုက်ပဲငြိမ်သက်စွာနေကြရအောင်ဓ
ဓမ္မစာရီသည်ထိုကမ်းလှမ်းချက်ကိုလက်ခံနိုင်သည်တကယ်တော့သူမပထမကတည်းကသူတို့နှင့်မပတ်သက်ခြင်းပေကောင်းပါပြီကျမတို့လည်းငြိမ်သက်စွာနေထိုင်ခြင်းပါတယ်ကောင်းပြီဒါဆိုမနေ့ကကိစ္စကိုမေ့ပြစ်ကြရအောင်ဦးကျော်စိုးသည်လက်ဆန့်ထုတ်လိုက်သည်ဓမ္မစာရီခဏတုံဆိုင်ပြီးမှလက်ကိုစုပ်ကိုင်လိုက်သည်ဒါပေမဲ့သီလရှင်မလေးတစ်ခုထပ်မေးလို့ရမလားဘာလဲမင်းညကတွေးခဲ့တဲ့လူကအန္တရာယ်ရှိတဲ့လူမဟုတ်ဘူးလားဓမ္မစာရီထိတ်လန့်သွားသည်ဦးကျော်စိုးသည်မဲမေအန္တရာယ်ရှိကြောင်းခံစားမိနေသည်ဘာလို့အဲ့ဒီလိုထင်တာလဲခံစားချက်ပါကျွန်တော်ကဒီလိုအလုပ်ကြာကြာလုပ်ခဲ့တော့အန္တရာယ်ရှိတဲ့လူတွေရဲ့စွမ်းရည်ကိုသိတယ်ဦးကျော်စိုးညံသည်မှန်သည်မဲမေသည်တကယ်အန္တရာယ်ရှိသူဖြစ်သည်အဲ့ဒီလူကြောင့်သီလရှင်မလေးအခက်ခဲဖြစ်နေတာမဟုတ်ဘူးလားအဲ့ဒီလိုဆိုရင်ကျွန်တော်တို့ကူညီနိုင်တယ်ဓမ္မစာရီအံ့ဩသွားသည်ဂိုင်းသားတဦးကသူမကိုကူညီရန်ကမ်းလှမ်းလာခြင်းဘာပြောချင်တာလဲသီလရှင်မလေးကျွန်တော်တို့လည်းကိုယ်ပိုင်တမာရီရှိသူတွေပါမနေ့ကတော့ရိုင်းဆိုင်ခဲ့ပေမဲ့အခုတော့သီလရှင်မလေးကိုလေးစားတယ်လေးစားတာဟုတ်အတိတ်ကခက်ခဲမှုတွေကိုနောက်ထားပြီးဘဝတစ်ကိုနေထိုင်တဲ့ပုံစံကိုသဘောကျတယ်ကျွန်တော်တို့လည်းတနေ့ဒီလိုဖြစ်နိုင်မလားဦးကျော်စိုးစကားတွင်စိတ်ရင်းမှန်ပါနေသည်သူဒီလည်းလက်ရှိဘဝကိုမကျေနပ်ဖြစ်နေပုံရသည်ဦးကျော်စိုးအော်နမယ်သိနေတာကိုမနေ့ကကြားခဲ့ရတာပေါ့ကောင်းပါပြီသီလရှင်မလေးတကယ်အကူအညီလိုအပ်ရင်ဘယ်ချိန်မဆိုဆက်သွယ်ပါဦးကျော်စိုးသည်နမယ်ကပ်ပြားပေးလိုက်သည်ဓမ္မစာရီတုံဆိုင်တော်လဲယူလိုက်သည်ကျေးဇူးတင်ပါတယ်ဒါပေမဲ့လိုအပ်မယ်မထင်ဘူးဒါပေမဲ့ယူထားပါလောကကြီးမှာဘာဖြစ်လာမယ်မသိဘူးလေဦးကျော်စိုးပြန်သွားပြီးနောက်ဓမ္မစာရီသည်တယောက်တည်းကြံရစ်ခဲ့သည်မျှော်လင့်မထားသောအခြေအနေဖြစ်သည်ရန်သူဖြစ်လူနီးပါးသူကကူညီရန်ကမ်းလှမ်းလာခြင်းသို့သောငြိမ်သက်မှုသည်ကြာရှည်မခံခဲ့ပေဦးကျော်စိုးထွက်ခွာပြီးနာရီဝက်အကြာတွင်ကျောင်းသို့နောက်ထပ်ဧည့်သည်များရောက်လာသည်ဤတစ်ကြိမ်တွင်အန္တရာယ်၏အနက်အသက်တကယ်ထွက်နေသည်အနက်ရောင်ကား3စီးသည်ကျောင်းဝင်ဝတွင်ရက်လိုက်သည်ကားထဲမှအရှေ့တိုင်းသား9ဦးနှင့်အနောက်တိုင်းသား2ဦးဆင်းလာကြသည်အားလုံးဝတ်စုံပြည့်ဝတ်ထားတော်လဲလမ်းလျှောက်ပုံနှင့်မျက်လုံးများကတာမန်လူမဟုတ်ကြောင်းခံစားရသည်ဟိုလူတွေတစ်မျိုးပဲမြေပြင်လဲနေသောအခြားသီလရှင်တဦးကဓမ္မစာရီကိုတိုးတိုးလေးပြောလိုက်သည်ကျမလည်းအဲ့ဒီလိုထင်တဲ့ဝတ်ပြုဆောင်တဲ့ဝင်နေပါဓမ္မစာရီသည်ချက်ချင်းခြေနေကိုတီးလိုက်သည်သူတို့သည်ခရီးသွားများမဟုတ်ပေကျွမ်းကျင်သောလူသက်သမားများဖြစ်သည်အဖွဲ့၏ခေါင်းဆောင်ဖြစ်ပုံရသောအမျိုးသားတဦးရှေ့သို့ထွက်လာသည်အသက်40ကျော်တရုတ်လူမျိုးဖြစ်ပုံရပြီးမျက်နာတွင်နှဆိုင်သောဒဏ်ရာတစ်ခုရှိသည်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကမြန်မာနိုင်ငံကိုခရီးလာတဲ့တရုတ်တွေပါသို့သောသူ၏မြန်မာစကားသည်အလွန်ပြည့်စုံလွန်းသည်ထူးဆန်းသည့်အထိဖြစ်နေသည်ဘာများကူညီပေးရမလဲဓမ္မစာရီသည်တည်ငြိမ်သောအတန်ဖြင့်မေးလိုက်သည်သို့သောစိတ်ထဲတွင်တွက်ချက်မှုများလုံနေသည်တကယ်တော့ကျွန်တော်တို့ရှာနေတဲ့လူတစ်ယောက်ရှိလို့ပါခမရမခင်မြတ်နိုးဆိုတဲ့အမျိုးသမီးကိုသိပါသလားထိုခိုက်တန့်တွင်ဓမ္မစာရီနှလုံးသားရက်တန့်သွားတဲ့ကဲ့သို့ခံစားရသည်သူမ၏နာမည်ရင်းကိုတိကျစွာသိနေသည်မသိပါဘူးဟုတ်လားဒါပေမဲ့သတင်းချက်လက်အရဒီเจ้าမှာရှိတယ်လို့သိရတယ်ခေါင်းဆောင်သည်ပတ်ဝန်းကျင်ကိုဖြည်းဖြည်းချင်းကြည့်လိုက်သည်အမဲလိုက်သောမူဆိုးကဲ့သို့ပင်မှားသိနေတာပါဒီเจ้าမှာအဲ့ဒီလိုလူမရှိပါဘူးဓမ္မစာရီလို့ခေါ်တဲ့သီလရှင်မလေးကရောရှိလားဤတစ်ကြိမ်တွင်ဘွဲတော်ကိုပါသိနေသည်ဓမ္မစာရီသည်အခုတော့တေချာပြီးမဲမိပြောခဲ့သောစိန်ရဲတစ္ဆာဖောက်မှုသည်အမှန်တကယ်ဖြစ်လာပြီတပည့်တော်ကဓမ္မစာရီပါဆက်ပြီးဖုံးကွယ်၍မရတော့ပေတိကျသောသတင်းချက်လက်ရှိနေသည့်အတွက်လိန်ပြောခြင်းသည်အဓိပ္ပာယ်မရှိတော့ပေအော်ဟုတ်လားကျွန်တော်တို့ရှာနေတဲ့သူကဒါပဲပေါ့ခေါင်းဆောင်၏အတန်အေးဆက်သွားသည်တစ်ချိန်တည်းမှာပင်အခြားအေးဂျင့်များလည်းတဘာဝအတိုင်းဝိုင်းရံထားသည်ဘာကိစ္စနဲ့ကျမကိုရှာတာလဲရိုးရိုးလေးပါအတူတူသွားယုံပါပဲဘယ်ကိုလဲမမေးပါနဲ့ကောင်းကောင်းလိုက်ခဲ့ရင်တခြားသီလရှင်တွေကိုဘေးမဖြစ်စေရပါဘူးချင်းချောက်မှုဖြစ်သည်ဓမ္မစာရီပတ်ဝန်းကျင်ကိုကြည့်လိုက်သည်အခြားသီလရှင်များအဝေးကနေထူးဆန်းနေသည်ကိုကြည့်နေကြသည်အချိန်ပေးပါဦးပြင်ဆင်စရာရှိလို့3မိနစ်ခေါင်းဆောင်သည်နာရီကိုကြည့်လိုက်သည်
ဓမ္မစာရီနောင်တရမိသည်မဲမေကမ်းလှမ်းမှုကိုညှင်းဆိုခဲ့ခြင်းစိန်ရဲကိုကြိုတင်မတားဆီးခဲ့လျင်ဤကိစ္စဖြစ်လာမည်မဟုတ်ပေသို့တော်ထိုစဉ်မှာပင်ဒီမှာဘာလုပ်နေကြတာလဲနောက်မှရင်းနှီးသောအတန်ကြားလိုက်ရသည်ဦးကျော်စိုးဖြစ်သည်သူသည်အဖွဲ့ဝင်၄ဦးနှင့်အတူကျောင်းသို့ပြန်ရောက်လာခြင်းဖြစ်သည်ခမားတို့ကဘသူတွေလဲဦးကျော်စိုးသည်တရုတ်လူမျိုးများကိုသတိထားကမေးသည်ဂိုင်းသားတဦး၏ပင်ကိုဗီဇကအလုပ်လုပ်နေသည်မပတ်သက်တဲ့ကိစ္စပါဖယ်ပေးပါမပတ်သက်တဲ့ကိစ္စလားဒီနေရာကကျွန်တော်တို့နေမည်ဦးကျော်စိုးအတန်တွင်ချင်းချောက်မှုပါနေသည်သူသည်ဓမ္မစာရီနှင့်ပေးခဲ့သောဂတိကိုတည်ခြင်းသည်နောက်ဆုံးပြောမယ်ဖယ်ပေးပါတရုတ်ကောင်းဆောင်လဲလက်လျှော့မြည်သူမဟုတ်ပေသို့တော့ဦးကျော်စိုးလဲနောက်မဆုတ်ပေတီလာရှင်မလေးဒီလူတွေကဘာတွေလဲဦးကျော်စိုးသည်ဓမ္မစာရီကိုမေးလိုက်သည်သူမခဏတာစဉ်းစားသည်ဦးကျော်စိုးကိုအန္တရာယ်မဖြစ်စေခြင်းပေမပတ်သက်တဲ့သူတွေပါဝင်သွားပါမရဘူးတခုခုထူးဆန်းနေတဲ့ဦးကျော်စိုးသည်သူ၏ပင်ကိုဗီဇကိုယုံကြည်သည်ထိုပင်ကိုဗီဇသည်မှန်သည်ဟေ့ကောင်တွေပြင်ထားဦးကျော်စိုးအချက်ပြမှုဖြင့်အဖွဲ့ဝင်များတင်းမာလာသည်တစ်ဖက်တရုတ်များလည်းအလားတူပင်မလိုအပ်တဲ့ပရိပခကိုရှောင်ရှားခြင်းပါတယ်တရုတ်ကောင်းဆောင်ကပြောတော်လဲအခြေအနေသည်အချိန်မရွေးပောက်ကွဲနိုင်နေပြီဒါဆိုပြန်ကြပါမပြန်နိုင်ဘူးထိုစဉ်ဆုံးဖြတ်ချက်ချမိအရာတစ်ခုဖြစ်ပျက်သွားသည်တရုတ်တဦးသည်ဂျာကင်အတွင်းသို့လက်၌သည်ကိုဦးကျော်စိုးမြင်လိုက်သည်တနက်ဦးကျော်စိုးသည်အော်ပြောရင်းကိုနှိမ်လိုက်သည်တစ်ချိန်တည်းမှာပင်ဓမ္မစာရီလည်းလှုပ်ရှားလိုက်သည်ချက်ချင်းပင်ကျောင်းမြေပြင်သည်စစ်မြေပြင်ဖြစ်သွားသည်သို့သောဤတိုက်ပွဲတွင်အကြောက်စရာအကောင်းဆုံးသူမှာအခြားမဟုတ်ဓမ္မစာရီပင်ဖြစ်သည်နှစ်ကြာအိပ်ပျော်နေခဲ့သောငွေမေသည်လုံးဝနိုးထလာခဲ့ပြီတနက်တန်မြည်လာသည်သို့သောအံ့ဩစရာကောင်းစွာလဲကျသွားသည်မှာတရုတ်လူသက်သမားဖြစ်သည်ဓမ္မစာရီသည်လျှက်စီးပမာလှုပ်ရှား၍သူ၏လက်ကောက်ဝတ်ကိုလိမ်ပြီးတနက်ကိုလူယူလိုက်ခြင်းဖြစ်သည်အားလုံးဝင့်နေဓမ္မစာရီအော်ပြောလိုက်သည်သို့သောဦးကျော်စိုးနှင့်သူ့အဖွဲ့ဝင်များကမူကိုယ်ပိုင်လက်နက်များကိုထုတ်နေကြပြီတီလာရှင်မလေးနောက်ဆုတ်ဦးကျော်စိုးအော်ပြောလိုက်တော်လဲဓမ္မစာရီသည်တိုက်ခိုက်ရေးပုံစံသို့ဝင်ရောက်နေပြီးနှစ်ကြာအိပ်ပျော်နေခဲ့သောငွေမေသည်လုံးဝနိုးထလာခဲ့သည်ဒုံတနက်တန်များဇက်တိုက်မိလာသည်သို့သောဓမ္မစာရီသည်ကခုန်နေတကဲ့သို့ကြည်စံများကိုရှောင်တိန်နေသည်ပြီးနောက်တယောက်ချင်းစီကိုရှင်းလင်းသွားသည်ပထမလူသက်သမား၏ခြေထောက်ကိုကန်၍လဲကျစေသည်ဒုတိယလူသက်သမား၏လည်ပင်းကိုတိကျစွာဖိ၍မေးမျောစေသည်တတိယလူသက်သမားကတနက်ချိန်လိုက်ရာကြောက်တုံးတစ်လုံးပြည့်၍လက်ကောက်ဝတ်ကိုထိမှန်စေသည်အခုမှမြင်တော့တယ်ဂျိုသားမဟုတ်ဘူးတရေနဲ့တူတယ်ဦးကျော်စိုးလည်းအံ့ဩနေသည်ဓမ္မစာရီစွမ်းရည်သည်စိတ်ကူးမရင်နိုင်အောင်ဖြစ်သည်သို့သောတရုတ်ကောင်းဆောင်သည်လက်လျှော့မြည်သူမဟုတ်ပေသူသည်လည်းအစစ်မြင့်ကျွမ်းကျင်သူဖြစ်သည်အမှတ်89တပ်ဖွဲ့ကပဲပေါ့နင်းစိန်ရဲစီကသတင်းရခဲ့တာပေါ့ဟုတ်တယ်စိန်ရဲကအားလုံးကိုပြောပြခဲ့တယ်ခေါင်းဆောင်သည်ရွှေပြုံးပြုံးရင်းချင်းကပ်လာသည်သူ၏လက်တွင်အထူးပြုလုပ်ထားသောဓားမြောင်တစ်ချောင်းကင်ထားသည်ဒါပေမဲ့ငါနှစ်လောက်နားနေချိန်မှာငါတို့ကပိုပြီးတန်မာလာတယ်ခေါင်းဆောင်သည်ဓားမြောင်ကိုဝှေ့ရမ်းလိုက်သည်ဓမ္မစာရီမနှဲရှောင်လိုက်တော်လဲတီလာရှင်ဝတ်စုံဆုတ်ပြဲသွားသည်တီလာရှင်မလေးဦးကျော်စိုးသည်ကုညီရန်စ조사တော်လဲအခြားလူသက်သမားများကသူ့ကိုတားထားသည်သူ့ဖွဲ့ဝင်များလည်းကိုစီတိုက်ခိုက်နေရသည်ဓမ္မစာရီနှင့်ခေါင်းဆောင်၏တဦးချင်းတိုက်ပွဲစတင်သည်နှစ်ဦးစလုံးအစင်းမြင့်ကျွမ်းကျင်သူများဖြစ်သည်ဓားနှင့်ဓမ္မစာရီလက်ဖြားထိတွေ့သည်မီးပွင့်ထွက်မတက်ပြင်းထန်သောတိုက်ပွဲဖြစ်သည်နှစ်လောက်တရားကျင့်နေတော့စွမ်းရည်ကျသွားပြီလားဟုတ်လားဓမ္မစာရီပြောလိုက်သည်နှင့်သူမ၏လှုပ်ရှားမှုပြောင်းလဲသွားသည်ပိုမြန်လာသည်ပိုတိကျလာသည်တကယ်စွမ်းရည်ကိုဖုံးကွယ်ထားတဲ့ကဲ့သို့ပင်ဝိတ်ဓမ္မစာရီလက်ဖြားသည်ခေါင်းဆောင်၏လက်ကောက်ဝတ်ကိုထိလိုက်သည်ဓားမြောင်လွင့်ထွက်သွားသည်ဘလို့လို့တရားကျင့်ခြင်းကကိုယ်ခန္ဓာနှင့်စိတ်ကိုပုံမိုခိုင်မာစေတဲ့ဓမ္မစာရီသည်တည်ငြိမ်စွာပြောလိုက်သည်ပြီးနောက်ခေါင်းဆောင်၏အကျောအချင်ကိုတိကျစွာဖိလိုက်သည်ခေါင်းဆောင်ချက်ချင်းလဲကျသွားသည်ကျန်သောလူသက်သမားများလည်းဥကျော်စိုးအဖွဲ့ဝင်များ၏ထိန်းချုပ်ခံရပြီးသို့မဟုတ်ဓမ္မစာရီလက်ချက်ဖြင့်လဲကျနေကြပြီ
ပြီးပြီပဲဦးကျော်စိုးသည်အသက်ရှူသံပြင်းပြင်းဖြင့်ပြောလိုက်သည်သူ၏လက်မောင်းတွင်တနက်ဒဏ်ရာရှိတော်လဲမပြင်းထန်ပေဒဏ်ရာရသွားတယ်ဒီလောက်ကကိစ္စမရှိပါဘူးဒါပေမဲ့သီလရှင်မလေးတကယ်ကြီးကျယ်တာပဲဦးကျော်စိုးမျက်လုံးတွင်လေးစားမှုရောပါနေသည်သို့သောဓမ္မစာရီမျက်နှာကမှောင်နေသည်နောက်ဆုံးတွင်အကြမ်းဖက်မှုကိုပြန်သုံးခဲ့ရခြင်းကိုစိတ်မကောင်းဖြစ်နေသည်သီလရှင်တွေအစဉ်ပြေရဲ့လားဟုတ်အားလုံးဝတ်ပြုဆောင်တဲ့ဝင်နေလို့လုံခြုံတယ်ကံကောင်းစွာအခြားသီလရှင်များထိခိုက်မှုမရှိပေသို့သောကျောင်း၏ငြိမ်သက်မှုလုံးဝပျက်စီးသွားပြီဒီလူတွေကိုဘာလို့မလဲဦးကျော်စိုးသည်လဲကျနေသောလူသက်သမားများကိုလက်ညှိုးထိုးပြရင်းမေးလိုက်သည်ရဲကိုတိုင်ရမှာပေါ့ဒါဆိုသီလရှင်မလေးလဲစစ်ဆေးခံရမှာထိုစဉ်နောက်မှအတန်တန်ကြားရသည်မလိုအပ်ဘူးမဲမေဖြစ်သည်သူဘယ်ချိန်ပေါ်လာသည်မသိလိုက်ပဲကျောင်းမြေပြင်တွင်ရက်နေသည်မဲမေနောက်ကျသွားတာစိတ်မကောင်းဘူးဒါပေမဲ့နောက်ဆုံးတော့ငါဖြေရှင်းလိုက်ရတယ်မဲမေသည်လဲကျနေသောလူသက်သမားများကိုစစ်ဆေးကြည့်လိုက်သည်ဒီလူတွေကိုငါရှင်းလိုက်မယ်တရားဝင်အားဖြင့်ဘာမှမဖြစ်ခဲ့ဘူးစိန်ရဲကိုလည်းရှင်းလိုက်ပြီးငါသတင်းအချက်လက်တွေထပ်မပေါက်ကြတော့ဘူးဓမ္မစာရီစိတ်ထဲတွင်ရှုပ်ထွေးနေသည်နောက်တစ်ကြိမ်သွေးထွက်တန်ယိုကိစ္စတွင်ပါဝင်ခဲ့ရခြင်းအခုတကယ်ပြီးပြီလားဟုတ်အခုငြိမ်သက်စွာနေထိုင်လို့ရပြီမဲမေအာမခံသည်သို့သောဓမ္မစာရီတိသည်တခါနိုးထလာသောငွေမေးသည်ပြန်အိပ်ရန်ခက်ခဲသည်ကိစ္စပြီးနောက်ကျောင်းသည်တိတ်ဆိတ်သွားသည်သို့သောအရင်ကနှင့်လုံးဝမတူညီပေမမြင်ရသောတင်းမာမှုများရှိနေသည်မဲမေနှင့်သူ့အဖွဲ့သည်ခြေရာလက်ရာအားလုံးကိုဖျောက်ဖျက်လိုက်သည်လဲကျနေသောလူသက်သမားများကြည်စံရာများသွေးစွန်းရာများအားလုံးပျောက်ကွယ်သွားသည်ဘာမှမဖြစ်ခဲ့တဲ့ကဲ့သို့ပင်တကယ်အံ့ဩစရာပဲဦးကျော်စိုးချီကျူးသည်သူသည်ထောက်လှမ်းရေး၏နောက်ဆက်တွဲရှင်းလင်းမှုကိုပထမဆုံးအကြိမ်မြင်ဘူးခြင်းဖြစ်သည်အခုဘာမှမှတ်မိမနေပါနဲ့မဲမေသည်ဦးကျော်စိုးကိုမှားကြားသည်ဟုတ်တာပေါ့ကျွန်တော်တို့လိုလူတွေကပါဇက်လေးတယ်ဦးကျော်စိုးသည်ရေမောရင်းပြန်ဖြေသည်သို့တော်သူ၏မျက်လုံးများတွင်လေးနက်မှုရှိသည်မဲမေထွက်သွားပြီးနောက်ကျောင်းတွင်ဓမ္မစာရီနှင့်ဦးကျော်စိုးသာကြံရစ်သည်ဦးကျော်စိုးအဖွဲ့ဝင်များဆေးရုံသို့သွားနှင့်ပြီးကံကောင်းစွာပြင်းထန်သောဒဏ်ရာရသူမရှိပေသီလရှင်မလေးတကယ်အဆင်ပြေရဲ့လားဟုတ်အဆင်ပြေပါတယ်သို့သောဓမ္မစာရီအတန်သည်ပုံမှန်မဟုတ်လေးလံသောဝင်ထုတ်ဝင်ပိုးတစ်ခုထမ်းထားသလိုဖြစ်နေသည်သီလရှင်မလေးရိုးသားစွာပြောပါအောင်ခက်ခဲနေပြီမဟုတ်လားဦးကျော်စိုးမျှော်လင့်မထားသောမေးခွန်းဖြစ်သည်ဓမ္မစာရီသည်သူ့ကိုကြည့်လိုက်သည်ဘာလို့အဲ့ဒီလိုထင်တာလဲမျက်လုံးတွေတစ်ခုခုဝမ်းနည်းနေပုံရတယ်ဦးကျော်စိုးသည်မျှော်လင့်ထားသည့်ထက်ပိုမိုနူးညံ့သိမ်မွေ့သူဖြစ်သည်ဓမ္မစာရီအတွင်းစိတ်ကိုသိရှိနေသည်ကျမဒီလိုအလုပ်မျိုးထပ်မလုပ်ချင်တော့ဘူးဓမ္မစာရီသည်ပထမဆုံးအကြိမ်ရိုးသားသောခံစားချက်ကိုဖွင့်ဟာသည်ဒါဆိုဘာလို့လုပ်ခဲ့တာလဲတခြားရွေးချယ်စရာမရှိခဲ့ဘူးဒီကသီလရှင်တွေကိုကာကွယ်ရမယ်လေအော်ဟုတ်တာပေါ့ဦးကျော်စိုးခေါင်းကြီးလိုက်သည်သူသည်လည်းအလားတူအတွေ့အကြုံရှိခဲ့ဘူးသည်မလုပ်ချင်သောအလုပ်ကိုလုပ်ရခြင်းသီလရှင်မလေးကျွန်တော်လည်းတခါတရံဒီလိုပဲဒီအလုပ်ကထွက်ချင်တဲ့ချိန်ရှိတယ်တကယ်လားအင်းထူးသဖြင့်မိသားစုကိုကြည့်တဲ့အခါကျွန်တော်သမီးကအဖေဘာလုပ်နေလဲဆိုတာသိရင်ဘလို့နေမလဲလို့တွေးမိတယ်ဦးကျော်စိုးအတန်တွင်စိတ်ရင်းမှန်ပါနေသည်သမီးရှိလားဟုတ်သုံးတန်းတကယ်ချစ်စရာကောင်းတဲ့သမီးပါဦးကျော်စိုးမျက်နှာနူးညံ့လာသည်သမီးအကြောင်းပြောသောအခါကြောက်စရာကောင်းသောဂိုင်းသားမဟုတ်ဘဲရိုးရိုးအဖေတူဖြစ်နေသည်ဒါဆိုဘာလို့ဒီအလုပ်ကိုဆက်လုပ်နေတာလဲမပြောတတ်ဘူးအခုချိန်မှာတခြားအလုပ်လုပ်ဖို့လည်းမဖြစ်နိုင်မိသားစုကိုကျွေးမွေးရမယ်လေလက်တွေ့ကျသောအကြောင်းပြချက်ဖြစ်သည်သို့သောနှက်ဆိုင်သောစဉ်းစားမှုများပါနေသည်နှစ်ဦးသားခဏတာစကားမပြောဘဲကျောင်း၏ညရှုခင်းကိုကြည့်နေကြသည်လာရောင်ကဝတ်ပြုဆောင်၏ခေါင်းမိုးကိုတာယာစွာထိုးနေသည်သီလရှင်မလေးတစ်ခုမေးလို့ရမလားဘာလဲတကယ်ပဲဒီမှာဆက်နေမှာလားဒီနေ့ဖြစ်ရဲ့ကြောင့်သီလရှင်မလေးရဲ့အဖြစ်မှန်ကိုသိတဲ့လူတွေများလာပြီးလုံခြုံပါမလားဦးကျော်စိုးစိုးရိမ်မှုသည်အကြောင်းရှိသည်မဲမေကအားလုံးရှင်းလင်းခဲ့သည်ဆိုတော့လဲလုံးဝလုံခြုံသည်ဟုမဆိုနိုင်ပေစဉ်းစားကြည့်ပါမယ်တကယ်လို့တခြားနေရာကိုသွားဖို့ဖြစ်လာခဲ့ရင်ကျွန်တော်တို့ကူညီနိုင်တယ်
ဘလို့ကူညီမှာလဲနာမည်အသစ်နေရက်အသစ်ဒီလိုကိစ္စတွေကိုကျွန်တော်တို့ကပိုသိတယ်မျှော်လင့်မထားသောကမ်းလှမ်းချက်ဖြစ်သည်ဂိုင်းသားတဦးကအေဂျင့်ဟောင်းကိုနာမည်ပြောင်းဖို့ကူညီပေးခြင်းဘာလို့ကျမကိုကူညီချင်တာလဲတမာတိပါတီလာရှင်မလေးကကျွန်တော်တို့ကိုကာကွယ်ပေးခဲ့တယ်လေဦးကျော်စိုးဖြေသည်ရိုးရှင်းတော်လဲစိတ်ရင်းမှန်ဖြစ်သည်ထိုစဉ်ဝတ်ပြုဆောင်မှဆရာတော်ထွက်လာသည့်ကိစ္စပြီးသွားသည်ကိုသိပုံရသည်ဓမ္မစာရီအစဉ်ပြေရဲ့လားမှန်ပါဖျားအစဉ်ပြေပါတယ်ဒီလူကဆရာတော်သည်ဦးကျော်စိုးကိုကြည့်လိုက်သည်ကူညီပေးခဲ့တဲ့သူပါကောင်းပါပြီကျေးဇူးတင်ပါတယ်ဆရာတော်သည်ရိုသေစွာနှုတ်ဆက်သည်ဦးကျော်စိုးလည်းရိုသေစွာပြန်နှုတ်ဆက်သည်ဓမ္မစာရီငါအခန်းကိုလာခဲ့ပြောစရာရှိတယ်ဆရာတော်၏အမူအရာလေးနဲ့သည်အရေးကြီးသောစကားရှိပုံရသည်ဒါဆိုကျွန်တော်သွားပါမယ်ဦးကျော်စိုးသည်ထွက်ခွာသွားသည်ထွက်ခွာရင်ဓမ္မစာရီကိုစက္ကူအပိုင်းစာလေးတစ်ခုပေးလိုက်သည်ကျွန်တော်နံပါတ်ပါတကယ်လိုအပ်ရင်ဘယ်ချိန်မဆိုဆက်သွယ်ပါဦးကျော်စိုးထွက်ခွာပြီးနောက်ဓမ္မစာရီသည်ဆရာတော်နောက်သို့အခန်းသို့လိုက်သွားသည်စိတ်သည်လေးလံနေသည်ဆရာတော်ဘာပြောမည်ကိုသိနေသလိုပင်ဆရာတော်၏အခန်းတွင်နှစ်ဦးသားမျက်နှာချင်းဆိုင်ထိုင်ကြသည်ဖျောင်းနိုင်တတိုင်းသာအမှောင်ကိုလင်းစေသည်ခဏတာတိတ်ဆိတ်မှုလွှမ်းမိုးနေသည်ဓမ္မစာရီဒီနေ့ဖြစ်ရက်ကအများကြီးဖော်ပြခဲ့ပြီးဆရာတော်ကစကားဆသည်တောင်းပန်ပါတယ်ဖျားတောင်းပန်စရာမလိုပါဘူးဒါပေမဲ့အခုရွေးချယ်ရမယ့်အချိန်ရောက်ပြီထင်တယ်ရွေးချယ်တာနင်းရဲ့အတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်အတွက်ရွေးချယ်ခြင်းပေါ့ဆရာတော်၏အတန်သည်နှွေးထွေးတော်လဲပြတ်သားသည်တပည့်တော်ဒီမှာဆက်နေခြင်းပါတယ်တကယ်ဖြစ်နိုင်ပါမလားဘာပြောချင်တာလဲဓမ္မစာရီဒီနေ့နင်ပြသခဲ့တဲ့ပုံစံကိုငါမြင်ခဲ့တယ်အနေရရှိတဲ့အခိုက်အတန့်မှာနင်ရွေးချယ်ခဲ့တာကငြိမ်းချမ်းမှုမဟုတ်ပဲတိုက်ခိုက်မှုပဲဆရာတော်ဤစကားသည်သူမဤရင်ထဲစူးနစ်သွားသည်အမှန်ပင်ဒါပေမဲ့တခြားသီလရှင်တွေကိုကာကွယ်ဖို့ဟုတ်တယ်အဲ့ဒီစိတ်ကိုနားလေတယ်ဒါပေမဲ့အဲ့ဒီနီလန်းကသီလရှင်နဲ့တင့်တော်ပါမလားဓမ္မစာရီမဖြေနိုင်ပေသူမလည်းထိုအခိုက်အတန့်တွင်လုံးဝအတိတ်ကငွေမေဖြစ်နေခဲ့ကြောင်းသိသည်ဖုံဖုံတပည့်တော်ဘာလို့ရမလဲဒါကနင်ကိုယ်တိုင်ဆုံးဖြတ်ရမယ့်ကိစ္စပဲဒါပေမဲ့တခုတော့သိကြတယ်ဘာလဲစစ်မှန်တဲ့တရားကျင့်သူကအကြမ်းဖက်မှုနဲ့ပြဿနာကိုမဖြေရှင်းဘူးရည်ရွယ်ချက်ကောင်းရင်တောင်မှပဲဆရာတော်ဤစကားသည်ရင်ထဲနှဆိုင်စွာပဲ့တင်ထက်သည်ဒါဆိုတပည့်တော်ဒီမှာမနေသင့်ဘူးလားအဲ့ဒီလိုမဟုတ်ဘူးနင်တကယ်လိုချင်တာဘာလဲဆိုတာကိုထပ်ပြီးစဉ်းစားကြည့်ပါလို့ပြောတာတပည့်တော်ငြိမ်းချမ်းစွာနေထိုင်ခြင်းပါတယ်တကယ်ပါဒါဆိုငြိမ်းချမ်းစွာနေထိုင်နိုင်မဲ့နီလန်းကိုရှာရမယ်အတိတ်ကနီလန်းမဟုတ်ပဲနီလန်းအစ်စ်နဲ့ပေါ့ဆရာတော်ထွက်၍သတင်းပေါက်ကိုကြည့်လိုက်သည်ဓမ္မစာရီနေမှာထူးခြားတဲ့စွမ်းရည်ရှိတယ်အဲ့ဒီစွမ်းရည်ကိုဘလို့သုံးပြုမလဲဆိုတာကအရေးကြီးတယ်ဘာကိုဆိုလိုတာလဲမကောင်းမှုကိုတွန်းလှန်တဲ့နီလန်းကအကြမ်းဖက်မှုတစ်ခုတည်းမဟုတ်ဘူးတခါတရံဉာဏ်ပညာကတခါတရံမေတ္တာကပိုပြီးခွန်အားကြီးတယ်ထိုစကားကိုကြားသောအခါဓမ္မစာရီတစ်ခုခုသဘောပေါက်သွားသလိုဖြစ်သည်ဖုံဖုံဒါဆိုဟုတ်တယ်ငါအတွေးမှန်နဲ့ကျောင်းကနေထွက်သွားဖို့မလိုဘူးဒါပေမဲ့စစ်မှန်တဲ့ပြောင်းလဲမှုလိုအပ်တယ်နောက်တစ်နေ့မနက်ဓမ္မစာရီသည်ဆုံးဖြတ်ချက်အသစ်ချလိုက်သည်အတိတ်ကနီလန်းဖြစ်ပြဿနာများကိုမဖြေရှင်းတော့ပေဦးကျော်စိုးကျောင်းသို့ပြန်ရောက်လာသည်မနေ့ကဒဏ်ရာများကြောင့်ဆေးရုံသွားပြီးပြန်လာခြင်းဖြစ်သည်သီလရှင်မလေးဘလို့ဆုံးဖြတ်လိုက်လဲဒီမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်တယ်ကောင်းတာပေါ့ဒါပေမဲ့အဆင်ပြေပါမလားနောင်ကိုတခြားနီလန်းနဲ့ပြဿနာတွေကိုဖြေရှင်းတော့မယ်တခြားနီလန်းဓမ္မစာရီသည်ဦးကျော်စိုးကိုကြည့်လိုက်သည်ပြီးနောက်မျှော်လင့်မထားသောကမ်းလှမ်းချက်ကိုပြောလိုက်သည်ဦးကျော်စိုးတကယ်လို့ဘဝတစ်ကိုနေထိုင်ခြင်းကျမကူညီနိုင်တယ်ဘဝတစ်ဟုတ်အကြမ်းဖက်မှုမဟုတ်တဲ့တခြားနည်းနဲ့နေထိုင်တဲ့ဘဝပေါ့ဦးကျော်စိုးအံ့ဩသွားသည်သို့တော်မငင်းဆန်ပေဘလို့လဲအရင်ဆုံးအသေးမွားကစတင်ရအောင်ဒီเจ้าမှာအလှလုပ်ပေးတာမကောင်းဘူးလားအလှလုပ်တာဟုတ်เจ้าပတ်ဝန်းကျင်တန်ရှင်းရေးဒါမှမဟုတ်ခက်ခဲတဲ့ရက်ကွက်ကလူတွေကိုကူညီတာမျိုးပေါ့
ဦးကျော်စိုးခဏစဉ်းစားသည်ပြီးနောက်မထင်မှတ်ပဲအပြုသဘောဆောင်သောတုံ့ပြန်မှုပြသည်စိတ်ဝင်စားစရာပဲလုပ်ကြည့်ပါမယ်။ထိုနေ့မှစ၍ဦးကျော်စိုးသည်ပုံမှန်ကျောင်းသို့လာ၍အလှလုပ်သည်ပထမတော့အဆင်မပြေခဲ့တော့လဲတဖြည်းဖြည်းစိတ်၏ငြိမ်သက်မှုကိုရှာတွေ့လာသည်။၃ လကြာပြီးနောက်အံ့ဩစရာပြောင်းလဲမှုဖြစ်သည်ဦးကျော်စိုးသည်ဂိုင်းမှလုံးဝထွက်သွားသည်ပြီးနောက်သေးငယ်သောစားတောက်ဆိုင်ဖွင့်၍ရိုးသားစွာအသက်မွေးဝမ်းကြောင်းပြုသည်။သီလရှင်မလေးကြောင့်ပါမဟုတ်ပါဘူးဦးကျော်စိုးရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါဒါပေမဲ့အစပြိုးပေးခဲ့တာကသီလရှင်မလေးပါဓမ္မစာရီလည်းပြောင်းလဲခဲ့သည့်အတိတ်ကငွေမေးကိုမမီခိုတော့ပဲစစ်မှန်သောတရားကျင့်သူ၏လမ်းကိုရှောက်သည်မလွယ်ကူတော့လဲနီလန်အစ်ကပုံမိုခွန်အားကြီးကြောင်းသိသည့်အကြမ်းဖက်မှုဖြင့်လူ၏စိတ်ကိုမပြောင်းနိုင်တော့လဲစိတ်ရင်းမှန်နှင့်မေတ္တာဖြင့်ပြောင်းလဲနိုင်ကြောင်းသိခဲ့သည်တနှစ်ကြာပြီးနောက်ကြိုက်ထီးရိုးစေရီတော်သည်အရင်ကထက်ပုံမိုငြိမ်သက်လာသည်သို့သောအရင်ကငြိမ်သက်မှုနှင့်မတူညီပေစစ်မှန်သောအတွင်းငြိမ်းချမ်းမှုဖြစ်သည်ဓမ္မစာရီလုံးဝပြောင်းလဲသွားသည်အတိတ်ကအရေးအယောင်များသူမကိုနှိပ်စက်ခြင်းမရှိတော့ပေအစားသူမ၏အတွေ့အကြုံကိုတခြားသူများကိုကူညီရန်အသုံးပြုသည်ကျောင်းတွင်အစီအစဉ်အသစ်တစ်ခုစတင်သည်ဘဝသစ်အကြံပေးဌာနဟူသောအမည်ဖြင့်အတိတ်ကခက်ခဲမှုများကြုံခဲ့ရသူများမှားယွင်းသောလမ်းလျှောက်ခဲ့သူများအတွက်နေရာလေးဖြစ်သည်သီလရှင်မလေးတကယ်ကျွန်တော်ပြောင်းလဲနိုင်ပါမလားအကြံပေးဌာနသို့လာသောအသက်20အရွယ်လူငယ်တဦးကမေးသည်သူသည်အတိတ်ကအကြမ်းဖက်မှုတွင်ပါဝင်ခဲ့ပြီးခက်ခဲနေသည်ဟုတ်တယ်ကျမလည်းအဲ့ဒီလိုပဲဖြစ်ခဲ့တာဓမ္မစာရီအဖြေသည်ယုံကြည်မှုအပြည့်ရှိသည်သူမ၏ကိုယ်ပိုင်တွေ့ကြုံကြောင့်ဖြစ်သည်ဒါပေမဲ့လူတွေကကျွန်တော်ကိုမယုံဘူးပထမတော့ဒီလိုပဲဖြစ်နိုင်တယ်ဒါပေမဲ့ဇက်တိုက်ပြသပေးရင်ပြောင်းလဲသွားလိမ့်မယ်ဘလို့ပြရမှာလဲအသေးမွှားကစတင်ပါနေတိုင်းကောင်းမှုတစ်ခုလုပ်ပါဓမ္မစာရီအကြံဉာဏ်သည်ရိုးရှင်းတော်လဲထိရောက်သည်တကယ်ပင်အကြံပေးဌာနမှတဆင့်လူများစွာဘဝတစ်ကိုရှာဖွေနိုင်ခဲ့သည်ဦးကျော်စိုးလဲထိုလူများထဲမှတဦးဖြစ်သည်သူသည်အခုပျော်ရွှင်သောထမင်းဝိုင်းဟူသောစားတောက်ဆိုင်ငယ်ကိုဖွင့်ထားသည်အထူးခြားဆုံးမှာထိုဆိုင်တွင်ခက်ခဲသောသူများကိုအခမဲ့ထမင်းကျွေးမွေးခြင်းဖြစ်သည်သမီးအဖေကိုဂုဏ်ယူတယ်မလားဟုတ်အဖေအတော်ဆုံးပဲဦးကျော်စိုးသမီးသည်အခုအဖေကိုစိတ်ရင်းမှန်ဖြင့်ဂုဏ်ယူနေပြီးတခါတရံအဖေနှင့်အတူကျောင်းသို့လာ၍အလှလုပ်သည်ဓမ္မစာရီအတော်သမီးလေးကဓမ္မစာရီကိုမြင်သည်နှင့်အမြဲတမ်းပြေးလာသည်မင်္ဂလာပါဂျူးဂျူးဒီနေ့လဲအဖေကိုကူညီဖို့လာတာပေါ့ဟုတ်ကျမလည်းကောင်းတဲ့အလုပ်လုပ်ချင်တယ်ကလေးဤစိတ်ရင်းမှန်ကလူတိုင်းကိုပြုံးရည်စေသည်တနေ့မဲမေကျောင်းသို့ပြန်လာသည်သို့တော်ဤတစ်ကြိမ်တွင်အလုပ်ကိစ္စမဟုတ်ပေငွေမေမဟုတ်ဘူးဓမ္မစာရီဘာလို့လာတာလဲရိုးရိုးလေးပါတကယ်ပျော်ရွှင်နေလားမဲမေမေးခွန်းတွင်စိတ်ရင်းမှန်ပါနေသည်ဟုတ်တကယ်ပျော်ရွှင်ပါတယ်အားကြတယ်ငါလဲတနေ့အခုလဲမနှောင်းသေးပါဘူးအင်းငါလုံနိုင်ပါမလားလုပ်ကြည့်ပါအသေးမွှားကစတင်ပါမဲမေခဏစဉ်းစားပြီးခေါင်းငိတ်လိုက်သည်အကြံပေးဌာနအကြောင်းကြားတယ်နောက်မှအချိန်ရရင်လာကြည့်လို့ရမလားဘယ်အချိန်မဆိုကြိုးဆိုပါတယ်6 လကြာပြီးနောက်အံ့ဩစရာပင်မဲမေလည်းအဖွဲ့အစည်းမှထွက်သွားသည်ပြီးနောက်သေးငယ်သောလုံခြုံရေးကုမ္ပဏီဖွင့်၍တရားဝင်အလုပ်များလုပ်သည်သီလရှင်မလေးကြောင့်ပါမဟုတ်ပါဘူးအားလုံးကိုယ်ပိုင်ဆုံးဖြတ်ချက်ပါဓမ္မစာရီသည်အမြဲတမ်းနှိမ့်ချသည်သို့သောပတ်ဝန်းကျင်မှလူများသိသည်သူမ၏စိတ်ရင်းမှန်နှင့်ခိုင်မာမှုကဖန်တီးခဲ့သောအံ့ဩဖွယ်ရာများဖြစ်ကြောင်းဆရာတော်လည်းအလွန်ဝမ်းသာသည်ဓမ္မစာရီနင်စစ်မှန်သောဘောဓိတတ္တဖြစ်သွားပြီခုထိအများကြီးလိုအပ်ပါသေးတယ်ဖေဟာမဟုတ်ဘူးနင်လုံနေတာကဘောဓိတတ္တဤလမ်းပဲကျောင်းတို့အခုဆိုလျင်လူမျိုးစုံရောက်လာကြသည်အကြံပေးရန်လာသူအလှလုပ်ရန်လာသူရိုးရိုးစိတ်ဤငြိမ်သက်မှုကိုရှာဖွေရန်လာသူများဖြစ်သည်နွေဦးရာသီတစ်နေ့တွင်ဓမ္မစာရီသည်မြေပြင်၌ပန်းများစိုက်ပျိုးနေသည့်ထိုစဉ်အမျိုးသမီးငယ်တဦးကျောင်းသို့ရောက်လာသည်သီလရှင်မလေးမင်္ဂလာပါမင်္ဂလာပါဘာများကူညီပေးရမလဲကျမခက်ခဲနေလို့အကြံဉာဏ်လိုချင်ပါတယ်ဒါဆိုအကြံပေးဌာနကိုတွားကြစို့အကြံပေးဌာနတွင်အမျိုးသမီးသည်သူမ၏ဇလန်းကိုဖွင့်ဟသည်အတိတ်ကမှားယွင်းသောရွေးချယ်မှုလုပ်ခဲ့ပြီးအခုအကျိုးဆက်ခံစားနေရခြင်းဖြစ်သည်
တီလာရှင်မလေးလည်းအဲ့ဒီလိုအတွေ့အကြုံရှိလားဟုတ်ရှိပါတယ်ကျမလျှောက်ခဲ့တဲ့လမ်းလဲမချောမွေ့ခဲ့ဘူးဘလို့ကြော်လွားခဲ့လဲအချိန်ယူခဲ့ရတယ်ပြီးတော့လူများစွာရဲ့အကူအညီလည်းရှိခဲ့တယ်ကျမလည်းလုံနိုင်ပါမလားဟုတ်တာပေါ့လက်မလျှော့ရင်လမ်းကြောင်းပေါ်လာမှာပဲထိုမျိုးသမီးသည်ငိုရင်းကျေးဇူးတင်စကားဆိုသည်ပြီးနောက်ပုံမှန်ကျောင်းသို့လာ၍အကြံဉာဏ်တောင်းခံသည်နေဝင်ချိန်တွင်ဓမ္မစာရီသည်ဝတ်ပြုဆောင်ရှိ၌ရက်၍ကောင်းကင်ကိုကြည့်နေသည်တိမ်များကြားမှနေဝင်ချိန်သည်လှပစွာထွန်းလင်းနေသည်တကယ်ငြိမ်သက်တယ်သူမတယောက်တည်းရေရွတ်သည်အခုမှစိတ်၏ငြိမ်သက်မှုကိုတကယ်ရှာတွေ့ပြီဟုခံစားရသည်ဦးကျော်စိုးသည်သမီးနှင့်အတူချင်းကပ်လာသည်တီလာရှင်မလေးကျေးဇူးတင်ကြောင်းလာပြောတာပါဘာအတွက်လဲကျွန်တော်တို့မိသားစုဒီလိုပျော်ရွှင်နိုင်အောင်ဖန်တီးပေးခဲ့လို့ပါဒါကဦးကျော်စိုးကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ရလဒ်ပါဒါပေမဲ့အစပျိုးပေးခဲ့တာကတီလာရှင်မလေးပါဦးကျော်စိုးသမီးကဓမ္မစာရီကိုစာတစ်စောင်ပေးလိုက်သည်စာထဲတွင်ကလေးပီပီလက်ရေးဖြင့်ရေးထားသည်ဓမ္မစာရီအတော်ကျေးဇူးတင်ပါတယ်အဖေကောင်းတဲ့လူဖြစ်လာတာအတော်ကြောင့်ပါကျမလည်းကြီးလာရင်အတော်လိုဖြစ်ချင်တယ်စာကိုဖတ်နေသောဓမ္မစာရီမျက်လုံးများတွင်မျက်ရည်များရွဝိုင်းလာသည်ပျော်ရွှင်ခြင်းမျက်ရည်များဖြစ်သည်ကျေးဇူးတင်ပါတယ်ဂျူးဂျူးထိုညတွင်ဓမ္မစာရီသည်စာအုပ်ကိုကြာကြာရေးသည်ဒီနေ့ဘဝသစ်စတင်ခဲ့တာနှစ်ပြည့်ပြီးပထမတော့အတိတ်ကိုဖျက်ဆီးခြင်းခဲ့တယ်ဒါပေမဲ့အခုတော့အတိတ်ကိုလက်ခံပြီးကောင်းတဲ့အရာတွေအတွက်အသုံးပြုဖို့နီလန်းကိုသင်ယူခဲ့ရပြီးနောက်လဲလူများစွာဘဝသစ်ကိုစတင်နိုင်အောင်ကူညီခြင်းနဲ့ဒါကငါရှာတွေ့ခဲ့တဲ့စစ်မှန်သောငြိမ်းချမ်းရေးလမ်းပဲဤပုံပြင်အဆုံးသတ်သည်